ရင်သေးတတ်တဲ့တနက်ကြီးနဲ့ထိုးချိန်ပြီးတော့ချင်းချောင်းဝင်သွားတဲ့တကြီးရဲ့ကျုပ်ကအဲ့လောက်ကြီးလဲကြောက်နေကြမှာပေါ့ဒီမှာလက်နဲ့အားကိုးတယ်ဆိုတာကိုအရေးချင်းမရှိတဲ့လူတွေမှလောက်တာဗျာဟေ့အပေါ်နေမပြောနဲ့မင်းအိမ်ုံလိုက်ခဲ့ငါအရောက်မှမင်းငါအကြောင်းသိမယ်သိပါတယ်ဗျာခင်ဗျားတို့သားဖားရဲ့ရုံးမှရက်ဆက်တဲ့အကြောင်းကျုပ်လွန်ခဲ့တဲ့3နှစ်ကတိုင်းကျုပ်သိပြီသားအေးအခုမင်းကငါသားကိုထိုးလွတ်လိုက်ပြီဆိုတော့ငါရင်ထဲကအမျက်ပိုးကမင်းတက်လုံးဆောသွားပြီမဲ့အဖေဒီကောင်မြို့ကကိုတိုင်ပြီးတော့ကျိုးစင်ရအောင်ပို့ရစမ်းပါဖေဟာစိတ်ချစမ်းပါသားရေတော်လေးအတိုင်ဖောင်းကြီးရဲ့ပလင်းတူဘူးဆိုသားဖားပဲဒီကောင်တော့သေရမယ်လက်လုံးချီလိုနေဖြစ်ကုန်မှာမဗျာလူကြီးဆိုတာလေကြီးတဲ့မှုငဲအောင်ငဲတဲ့မှုပပြောက်အောင်အဲ့ဒါလိုဟဲ့ကောင်မင်းလည်းမဆိုင်မနဲ့ဝင်မပြောနဲ့ဟုတ်ကဲ့ဟဲ့အိမ်ုံလိုက်ခဲ့မင်းလည်းအမှုရတဲ့မပါချင်းကောင်းကောင်းနေခဲ့မင်းနဲ့ဒီသားဖားလေးကဘယ်ဘောကဝင်ပြေးပြလဲကွာအမြဲတမ်းမင်းမခံနေရပါလားကွာလူမရှိကြဘူးလားမမလေးပြန်ရောက်နေပြီအေးဒါနဲ့မမလေးဝမ်းသာစရာကပြောအောင်မယ်ဘာပြန်လဲကိုကြီးခဲရွာကိုပြန်ရောက်နေပြီရေရောက်ပြန်ရောက်နေပြီဝမ်းသာလိုက်တာဟုတ်တယ်ဒါနဲ့ဝမ်းသာစရာစကားလည်းပြောအောင်မယ်ဟောဘာလဲရွာရောက်ချင်းလေကိုကြီးခဲနဲ့ကိုအောင်မတို့ရံဖြစ်ကြတယ်ဟမ်ဟုတ်လားဟုတ်အဲ့တော့အခုအဲ့ဒါတကြီးကမကျင်တတ်လို့ဆိုပြီးကိုကြီးခဲကိုသွားဖမ်းကြတယ်ဒုက္ခပါပဲလို့လေမိကေကြီးမင်းကအရှိန်မတက်ခင်မှာပြကြတော့မှာဟဲ့အောင်ဘာဆိုတဲ့ကောင်ထောင်ပြရင်လေနောင်ဘဝထိနောင်တရပြီဟုတ်သားအဲ့ဒီမိကေဆိုတဲ့ကောင်ကိုရင်များလောင်းပြီးတော့အရင်ရေကဖျောက်ပြန်လုပ်ပြလိုက်စမ်းကွာစိတ်ချတယ်ပါဖေဟာမြင့်မို့တောင်ဇီးစင်းနဲ့ပေါက်ချင်တဲ့ကောင်ထိတ်တုံးခတ်ပြီးနှစ်သေးကျိုးတုတ်ရိုက်တယ်လို့ရိုက်ပြမယ်ဖေဟဲ့ဒါဟောအဖေနဲ့ကိုဖိနေကိုကိုရေကိုဘာလို့ကြောက်လို့လဲပြဿနာအရှိရှိဖြစ်တာမကောင်းပါဘူးလေဟဲ့နေကဘာသိလို့ဝင်တားနေတာဟုတ်တယ်သမီးဒီကောင်အကြောင်းဘာမှမသိပါဘူးဒီကောင်ရောက်ချင်းစောင့်နေထွင်းသလိုသမီးအကိုထိုးကျိတ်ပြီးဝင်လာတာကဲသမီးနဲ့ဘာမှမဆိုင်မဟုတ်ဘူးအိမ်ထဲမှာအေးဆေးသွားနေပါနော်အဖေရဲ့တချင်ရရန်ညိုးတွေကိုမေးလိုက်ပါတော့သမီးတောင်းမှန်ပါတယ်နင်တို့ဟာအတွက်နဲ့တောင်းမှန်နေပါနဲ့ဟာငါလေအရင်တော့လို့ရေခဲမဟုတ်တော့ဘူးအောင်မမင်းကအောက်ကလည်းနေသေးတယ်ကြောက်ပါပြီလားလာလုံးနေငါလုံးလိုက်မသေတော့မယ်လုံးပါခမရတို့အိမ်ထဲရောက်နေပဲခမရတို့ကြိုက်တယ်လို့လုံးဟေးကျုပ်လည်းရောက်ရင်တော့အလှည့်ပေးပြီးတော့မနှွဲကြည့်ပေါ့ဗျာဒီကောင်ကွာငါတို့ဟဲ့ရာသုံးမလို့ကြောက်လိုက်ကြဟေးမင်းကြည့်ရာသုံးမလိုက်မြို့တခါတည်းကတ်ထဲပုံမကြည့်ညောင်းကြည့်လားဟုတ်ရာသုံးမကြောက်ပါခင်ဗျာကြောက်ပါဟိုဘယ်ရမ်းလက်လာလားမသိဘူးလားဘိုးကစီတာရောမှာလူသားမှုတူမှုဖြစ်လို့အဲ့လိုလာရင်တော့လမ်းညုံလို့ရာသုံးမလာနဲ့အတော်ပဲဗျာကျွန်တော်တို့ရှော်မှာလေလွန်ခဲ့တဲ့3နှစ်လောက်တည်းထွက်ပြေးတင်းဆောင်နေတဲ့ရာဇဝတ်သားတယောက်ကိုကျွန်တော်တို့ဖမ်းမိထားတယ်ဗျဟုတ်တယ်ရာဇဝတ်မင်းပြီးတော့ဒီကောင်စကားပြောတာလေကြီးကျယ်ကျယ်နဲ့ဟိုကျွန်တော်မျိုးတင်ပြောရလို့ရှိရင်ဒီကောင်တပုံတွေပါနေအဆက်အသွယ်ရှိနိုင်တယ်ဟုတ်တယ်ဟုတ်လားခုပဲမှာလဲဟိုကောင်အဲ့ဒီကောင်အော်ကိုမိကခင်ဗျဒီရွာဘလို့ရောက်နေတာဒါကျုပ်စာတီရွာပဲဗျာအော်တကြီးခင်ဗျားတို့ပြောတဲ့ရာဇဝတ်သားဆိုတာ तू လားဟုတ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ဟိုလွန်ခဲ့တဲ့3နှစ်ကလေကျုပ်တို့ဘက်ကိုဓာတ်နဲ့ခုတ်ပြီးထွက်ပြေးသွားတာ तू ပါပဲခင်ဗျာတော်ခင်ဗျားတို့အခုမှချီးကြောင်ရင်စကားလာပြောမနေနဲ့သူ့ကိုဖမ်းလို့မရဘူးပြန်လှုပ်ပေးလိုက်ဗျာ तू ကနေနေရပုတ်ကုန်မှုကျုပ်ဆရာမျိုးပိုင်မင်းကြီးကိုလည်းထူအာနာပေးထားတယ်လူဆိုးတွေမိခဲ့ဗျအဆိုင်ပြီခင်ဗျဘလို့လူမျိုးတွေကိုတကြီးခန့်ထားတာလဲဒီလိုဘာမှမသိတဲ့လူတွေကိုသာတကြီးခန့်မယ်ဆိုလို့ရှိရင်ခင်ဗျတို့ရဲ့နေမဝင်အင်ပါယာကြီးကမကြခင်မိုးချုပ်သွားလိမ့်မယ်နော်တောင်းပါပါတယ်ကိုမိခင်ကျုပ်လည်းဒီလူတွေကိုတော်တော်တက်လို့ခိုင်းတာမဟုတ်ပါဘူးလုံးမဲ့လူကမရှိတော့တကြီးမျိုးရိုးလေးရှိတဲ့အတွက်တကြီးရလူလေးပေးထားတာပါအဲ့ဒါဆိုရင်တော့ဘာမှမပူနဲ့ကျုံမှာလူတွေအများကြီးရှိတယ်သူ့ကိုတကြီးရတူကဖြုတ်လို့ဟ
မောင်ကြီးကအဲ့လိုတော့မလုပ်ပါနဲ့ကွယ်ဟိုဦးတို့သားပါပြောမဆိုမှရှိတောင်းမှတယ်မောင်ကြီးက ဒီပါရေခဲကလွန်ခဲ့တဲ့3နှစ်ကတည်းကမရှိတော့ဘူး အေးဟုတ်ပါတယ်ကိုမိခဲ့နော် ဒီမှာဦးတဲ့တို့ရင်မောမှာပြင်ပြောလို့မရတော့ဘူးဗျာဒီနေ့ကစပြီခင်ဗျာတကြီးမဟုတ်တော့ ဘာငါတကြီးလောက်ရမယ်မလောက်ပါနဲ့ကွာငါတကြီးမလောက်ချင်ပါဘူးတကြီးလောက်တယ်ဆိုတာလူများမုန်းတဲ့ကိစ္စကွာ တကြီးဆိုတာအများမမုန်းပါဘူးဗျာအဲ့တကြီးဆိုတဲ့ရထားတဲ့အာနာကိုအလွဲသုံးစားလုံးမှသာလေမုန်းစရာကောင်းတာပါ မဖြစ်ပါဘူးကွာတကြီးလောက်တယ်ဆိုတာသူ့ရဲ့စီမီစီကံဥပဒေကိုငါမှနားမလဲတဲ့ဟာကို အစတော့ဘယ်သိမလဲဗျာနောက်တော့ခင်ဗျာတဖြည်းဖြည်းနားလဲသွားမှာပါဒီမှာအရေးကြီးဆုံးကတော့လေနာဂကုံ6ပါးကိုသိဖို့ပဲလိုတယ် ဟမ်နိုင်ကကုံ6ပါအဲ့ဒါဘာလဲလဲ နာဂကုံ6ပါးဆိုတာထကြွနိုးကြတနာတိခံဝေဖန်ထောက်ရှုဤ6ခုကြီးမှုနာဂတဲ့ မဖြစ်သေးပါဘူးကွာတော်ကြအစိုးရအခွန်ထုတ်တွေအတင်းကောက်ခိုင်းမှဖြစ်မပေးနိုင်တဲ့လူတွေကငါ့ကိုမုန်းရပါလိမ့်မယ်ကွာ အခွန်ထုတ်ဆိုတာခင်ဗျာပြောတော့မကြီးပါဘူးဗျာဂျားလူတွေကဖြတ်စားလက်စားလုပ်သွားလို့တာအဲ့ဒီအခွန်ထုတ်ဆိုတာကြီးသွားတာခင်ဗျာဒီလိုလုပ်လို့ရတယ်လေဗျာအဲ့အခွန်ထုတ်ကိုကောက်အောင်မဲ့ချိန်တိုင်းကောက်လိုက်မပေးတဲ့သူကိုစင်းတင်လိုက်လေသူတို့ကသူတို့လာစစ်တဲ့ခါကျတော့သူတို့ဥပဒေတန်းသူတို့လုပ်သွားမှာပေါ့ အိုးမင်းတော်မှ3နှစ်အတွင်းတော်တော်ပြောင်းလဲသွားတာပဲနော် ဘဝဆိုတာတိုးတဲ့ချိန်ပြောင်းလဲရတယ်တဲ့ပြောင်းလဲမှာဘဝကြီးအတိတ်ပဲရှိမှာပေါ့အဲ့တော့ခင်ဗျားဘဝကြီးလည်းအတိတ်ပဲရှိတော့တကြီးလောက်ဆမ်းပါဗျာ အေးကွာဒါဆိုရင်လည်းငါဘဝပြောင်းလဲသွားအောင်ဘာပဲဖြစ်ဖြစ်ငါတကြီးလုံးမယ်ကွာဒီနေ့ကစပြီးတော့သာဓုတကြီးသာဓုဖြစ်ပြီဟဲ့ 你这道来看都没对的呗，别的几下都表了3年的啦。ဒါမြန်ဖေရဲ့တမီးဆိုဝမ်းအောင်သားသေးရဲ့ 啊，对咪，过辈的要了3年的啦，完蛋下啦。 ဟုတ်တယ်လေသူများမုန်းတဲ့တကြီးလောက်ကိုဘာလို့လောက်ချင်တာတော့ဖေရဲ့ ဒီမှာသမီးအဖေတို့ကမျိုးနဲ့ရိုးနဲ့တကြီးလောက်လာတာဒီဘာမဟုတ်တဲ့ရေခဲဆိုတဲ့ကောင်ကြောင့်မျိုးရိုးကုန်သိခါကြတာနားရဲသမီးရဲ့ တစ်ချိန်တော့အဖေတို့လည်းကိုကြီးခဲကိုအနိုင်ကျင့်နေတာပဲမလား ဟဲ့နေအကောင်ဘက်ကဘာမှလိုက်ပြီးပြောပေးနေကြမလို့ဒါနင်းအဖေအရေးလေဟုတ်တယ်သမီးကိုအဖေတခါတည်းပြောထားမယ်နော်သမီးအဲ့ကောင်နဲ့ပတ်သက်စရာအကြောင်းမရှိဘူးဒီကောင်ကအဖေတို့မိသားစုဒုက္ခပေးမဲ့ကောင်ရေခဲမင်းဟာတက်တိုးဘဝတော့နတ်ဆိုးလိုပါပဲကွာဟုတ်ပါဗျာဒီကောင်3နှစ်လောက်ပြောက်သွားတာဒါသိပြီးထင်တာပြီးတော့ပလက်တွေနဲ့ဘလို့တော့ပေါင်းမိလည်းမသိဘူးဗျာတွေ့မယ်အဲ့ကောင်ချောင်းပြီးလောက်ကြမှာကြည့် အကိုလူတစ်ဖက်သားကိုမူးရိတာမပွားနိုင်နေပါမကောင်းတော့မကြံစီပါနဲ့ ငါဒီကောင်ကိုမူးရီတာပွားစရာလားဟေးဒါတို့ဘာဆက်လို့မလဲဒီဘာနေပြောင်းပြီးမကောင်းလားပြောင်းပြေးစရာမလိုပါဘူးကွာတက်တိုးဆိုတာဒီကောင်မိုးထားတဲ့ကောင်ဒီကောင်ကိုကြောက်ရွံ့ပြီးနောက်တွန့်စရာမလိုဘူးခယူးမှလည်းအဆန်နဲ့တက်တိုးမှလည်းအကြံနဲ့ပါကွာတနေ့နေ့တစ်ချိန်ချင်းကြရင်ဒီကောင်ငါ့ရဲ့ခြိပွားအောက်ပြန်ရောက်လာအောင်ငါအမြဲတမ်းကြံနေမယ်ဆိုတာမြင့်မှတ်တာ ဟေးရွာသူရွာသားများနဲ့ရပ်မိရပ်ဖများကိုကျွန်တော်ပြောချင်တာကကျွန်တော်မကြသေးခင်အချိန်ကမှတကြီးဖြစ်ခဲ့တဲ့ဟောဒီရွာရဲ့တကြီးတာရုဆိုတာကိုအားလုံးသိပြီးသားဖြစ်မှာပါကျွန်တော်လူကြီးဖြစ်လာပြီဆိုတော့ကျွန်တော်ငယ်ငယ်တုန်းကအိမ်မက်ကလေးကိုအကောင့်ထဲဖော်ခြင်းတယ်ဗျာဒါပါလဲဆိုရင်တော့ကျွန်တော်တို့ရွာနောက်ပိုင်းကဇေဒီဟောင်းလေးကိုပြန်လဲပြုတ်ပြင်မိုးမှန်ခြင်းတယ်အဲ့ဒါကိုဟောဒီကရွာသူရွာသားများနဲ့ရပ်မိရပ်ဖများကနေပြီးတော့ဝိုင်းဝန်းကူညီပေးပါလို့ကျွန်တော်ကပြောချင်ပါတယ်ခင်ဗျ ကောင်းတာပေါ့ဗျာဖိုးဘွားတွေကိုကိုွယ်လာတဲ့ဖះစီတွေလေးပြန်လဲပြုတ်ပြန်တာကောင်းတာပေါ့ဗျာ ကျွန်တော်လည်းတက်နိုင်တော့လူအောင်မှာပေါ့ဗျာ ကျွန်တော်တို့ရွာလူငယ်တွေကလည်းလုံအားဌာနအနေနဲ့ပါဝင်ရတာပေါ့ဗျာ ပါဝင်ရမှာပေါ့ကိုရပါဝင် ကောင်းတယ်ဗျာကောင်းတယ်ဟောဒီလိုရပ်မိရပ်ဖများနဲ့ရွာသူရွာသားများရဲ့စကားကိုအဲ့လိုကြားလိုက်ရတော့ကျွန်တော်တကယ်ကျေနပ်တယ်ဗျာဟောဒီကရွာသူရွာသားများကလည်းကျွန်တော်ကိုတကြီးတယောက်ဆိုပြီးရှိန်မနေကြပါနဲ့တကယ်တော့ကျွန်တော်ဟာ
အများရဲ့ကိုစားရက်ရွာရဲ့အကျိုးကိုဆောင်ရွက်နေတဲ့သူတယောက်ပါအဲ့တော့ဟောဒီရွာသူရွာသားများကလည်းရွာနဲ့ပတ်သက်တဲ့အရာမှန်သမျှတင်ပြချင်တာရှိရင်ကျွန်တော်ပွင့်ပွင့်လင်းလင်းတင်ပြပါကျွန်တော်ကလည်းကျွန်တော်လုံနိုင်တာရှိရင်ကျွန်တော်ကိုယ်တိုင်လုပ်ပြီးကျွန်တော်မလုံနိုင်တာရှိရင်တော့အထက်ကိုတင်ပြပေးပါမယ်အထက်ကလည်းအခွန်တို့အပါဝင်အခြားအာဏာအမိန့်များကြာလာခဲ့ရင်ခမည်းတော်ကျွန်တော်ပွင့်ပွင့်လင်းလင်းတင်ပြပေးမှာဖြစ်ပါတယ်ခမည်းတော်ဘက်ကလည်းအခက်ခဲရှိတာကိုကျွန်တော်ပွင့်ပွင့်လင်းလင်းတင်ပြပေးပါအဲဒီတော့ဟောဒီရမီရဖများနဲ့ရွာသူရွာသားများအားလုံးစုပေါင်းပြီးညီညီညာညာနဲ့ကျွန်တော်တို့လှုပ်ဆောင်သွားမယ်ဆိုရင်ကျွန်တော်တို့ရွာလေးဟာအေးချမ်းသာရတဲ့ရွာလေးတွေပါဖြစ်လာမှာပါဗျဒီလိုလားစစ်ကဥဆောင်မဲ့လူရှိကျွန်တော်နောက်ကလက်ဖို့စစ်စမဲဗျဟုတ်ပါဗျာအရင်တော့တကြီးဟောင်းနေမြကွာပါဗျာဩတကြီးဟောင်းကြီးလာလေဗျာဟဲ့အောင်နေမင်းတို့ငါတယောက်လာမှမမြင်ဘူးလားဖဲလေကွာဟုတ်တယ်ဖဲလေကွာဖဲလားဦးတက်တို့ခမရခုံနေရမြင်တိုင်းထိုင်ဖို့ကြီးစဉ်းစားမနေနဲ့အခုချိန်မှာခမရဟာအညာတာမဲတဲ့အာနာနဲ့လူမဟုတ်တော့ဘူးဟဲ့သားတို့မင်းငေါ့ခေါ်တာဘာကိစ္စလဲဟာကျုပ်ပြောစရာရှိရတယ်အားလုံးရွာသူရွာသားတွေကိုပြောပြီးသွားပြီခမရလာတာနောက်ကျနေတာဟုတ်အေးပြောပြီးဆိုငါပြန်မယ်ကွာဟာဒီတိုင်းပြန်လို့ပဲရမလဲဦးတက်တို့ရဲ့ခမရအစည်းအဝေးနောက်ကျရတော့ခမရပြစ်ဒဏ်ပေးရဒါမှဒီရွာသူရွာသားတွေကနောက်တစ်ခါအစည်းအဝေးကြလို့ရှိရင်နောက်မကြမှာခမရစံပြပေါ့ဟုတ်တယ်ခမရအပြစ်ပေးရမယ်ဟောမမင်းတို့ကောင်းနေရများငါဘလို့အပြစ်မျိုးပေးမှာလဲကွာဟာဘာပြစ်ပေးရမှာတော့ရွာသူရွာသားတွေရဲ့ရှေ့မှာထိုင်ထဆဲကန်လောက်ရမယ်ဘာခမရအမြရရဆဆမြကျုပ်အဖေတကြီးတွေတတတလျှောက်မှာအယိုးဆွေးတော့မယ်ဒါမျိုးတကားမဖြစ်ဘူးဟာတကြောင်တကာတာတရွာတပုတ်ဆန်းတကြီးတယောက်မှာထုံးစံတစ်ခုဆိုတာရှိတယ်ကွာအခုကငါအုပ်ချုပ်တဲ့ချိန်မှာငါရဲ့ထုံးစံလောက်ဟဲ့မလုံနိုင်ဘူးကွာဟာမလုံနိုင်ဘူးဆိုရင်တော့အဆိုင်ပြီးရောဒီရွာဥတက်တို့ကအာနာဖီဆန်မှုနဲ့ကျုပ်ကသူ့ကိုဖမ်းခိုင်းရပါပဲအေးဘယ်လိုလုပ်ကြမလဲဟောဘယ်လိုလုပ်ရမလဲကွာဒီရွေးရောက်မှတော့ငါအဖမ်းမခံနိုင်ဘူးကွာလို့ရတယ်မင်းတို့ကလို့ကျွန်တော်တို့ကမဆိုင်လို့ဟာဟဲ့နေအကုန်ပါတယ်ကိုလို့လုပ်ကွာလုပ်ကွာလုပ်တီနီတီဟဲ့ကောင်ဘာလို့တပြည့်ရောက်လာလဲကျောက်ကစဆုံးမနေရတဲ့ဟာကိုရတယ်ကျုပ်ရည်ပေးလိုက်စတီနီတော့လေငါချာခုနှစ်ရှစ်ကို30嘿哇ရေခဲငါတို့သားဖောက်လူပုံအလဲမှာအဆက်ခွဲတာငါလုံးဝမကျင်တယ်ဘူးကွာအေးမင်းမိုးကောင်းလို့ရွာထောင်းမကွာအခုချိန်မှာဒီကောင်ကတစ်နှစ်ပဲလေလို့မိုးကောင်းမဲ့အနေထားမှာရှိအဲ့တော့ကောင်မခဏနလန်ထားဖို့တော့တိတ်မလွယ်ဘူးဟုတ်တယ်ကောင်မဒီကောင်ကရေခဲကနေမြီးခဲထွေသွားပြီဆိုတော့ကောင်မရဲ့ဘဝကိုတက်တက်လုံးလူမိုက်ဘဝနဲ့အပူတိုက်ပြီးလောင်မိကြအောင်လုပ်မဲ့သဘောရှိဟုတ်ပါဗျာဒီလောက်အချိန်တူလေးတွေမှာဒီတော့ထိကြောင်းလဲတော့ဘယ်ကြားမဲ့ဖန်နေပြလိုက်တယ်မသိမင်းတို့ကဒီကောင်ကိုရှိန်ပြီးကြောက်နေကြလားကြောက်လို့တော့မဟုတ်ဘူးကောင်မရေဒီကောင်ကကျွန်တော်တို့အရင်တော့နှိပ်စက်ထားရဲဆိုတော့အခုချိန်မှာပြန်ပြီးကလေးစားချိန်မှာစိုးရင်လို့ပါကြောက်မင်းတို့ကောင်တွေပဲကြောက်ဟဲ့အောင်ဖဆိုတဲ့ကောင်ဘွားမှာလေနောင်တဆိုတာဘယ်တော့မှမရှိဘူးအေးအကြောက်တရားဆိုတာလည်းမရှိဘူးကွာအကြောက်တရားမရှိဘူးဆိုပေမဲ့ထောက်ထားစရာလေးများမရှိတော့ကိုအောင်ဘာတို့မိသားစုမောင်မားစရာတွေဖြစ်ကုန်ဟာဟဲ့လူတယောက်ကအမြဲတမ်းတော့ကံမကောင်းနိုင်ပါဘူးကံမခိုင်တန်နိုင်အိမ်ဆောင်ရင်တော့ကံမဟုတ်ရင်ကျိုးတတ်သေးတာပဲကိုမညီမနဲ့ဟိုကောင်တွေကဘာလို့ညာလို့ဖြစ်နေရမလားအဲ့တော့ကောင်မညီမကိုလေတော်ဒီကောင်အဲ့လိုရေးစရာမလိုပါဘူးကွာသူ့ဘာသူရေခဲပဲဖြစ်မိခဲပဲဖြစ်ငါမမှုအေးရေခဲဆိုရင်လေသူ့ဘာသူအငွေ့ပြဲပြီးတော့အရေးပြောသွားဒါမှမဟုတ်မိခဲဆိုရင်လေလောင်မြိုက်ပြီးပြာကျသွားငါလှုပ်ပြမယ်မင်းတို့စောင့်ကြည့်ရေခဲရွာတွေကဓနရှင်တွေအကြောင်းကတော့ပြောမဆုံးမတောသုံးတော်မှာပဲကွာမင်းရဲ့ကျေးဇူးနဲ့သာဓုတကြီးသာဓုဖြစ်တဲ့နေ့ရစပြီးရွာသူရွာသားတွေယိုသေးလိုက်ကြတာလက်ဆောင်ပစ္စည်းတွေလည်းလာပေးတာမနှဲပါဘူးကွာ
အရင်တော့များဆိုရင်ငါ့ကိုလေအခြေမဲ့အနေမဲ့မို့အသေးဖဲကျင်နေကြတာအခုအချိန်နေတော့ကွာပါကွာ လူတွေကဘူးသီးသီးမှအကြီးတော်ကျင်ကြတာဗျာလူ100မှာ90လောက်ကလည်းငွေရှိရင်ရှိမရှိရင်အာနာရှိမှလူလို့သတ်မှတ်ချင်ကြတာဗျာ ဟုတ်တယ်ဒါကြောင့်လူမုန်းတဲ့တကြီးရာလူကိုလူတွေမဲ့မောနေကြတာဟိုကွာငါခုမှသဘောပေါက်တယ် အာနာရှိပြီဆိုမှငွေရှိအောင်လုပ်လို့ရပြီပေါ့ဗျာအဲ့လိုဖြစ်အောင်လဲလက်ရှိအင်္ဂလိပ်အစိုးရဖန်တီးထားတာပဲ ဟေးမင်းလေတံကိုနားထောင်ရတာအင်္ဂလိပ်အစိုးရကိုတိတ်တဘောမကြတဲ့ပုံစံပဲ ဘသူကပထွေးကိုအဖေခေါ်ကြမှာလဲဗျာ အေဂျင်တို့ရောအေဂျင်တို့ ဟေးဘယ်သူလဲကွာဝင်လာလေကွာ ဟုတ်ကဲ့ ဟေးဘာကိစ္စလဲ ဩကျွန်တော်တို့ဆရာမီကနဲ့တွေ့ကြလို့ပါ မိခဲဆိုကြောက်ပဲဗျာ ဟုတ်ကျွန်တော်တို့ကိုစိန်လွတ်လိုက်တာပါခင်ဗျာ အော်ဟုတ်ဘာကိစ္စရှိလို့လဲ ဩကျွန်တော်တို့နှစ်ယောက်ကဒီကဆရာမီကစီမှာတပည့်ခံနေလို့ပါ ဟုတ်ပါတယ်ခင်ဗျာ ကျုပ်တစ်ပည့်ဖြစ်ဖို့ဆိုတာတောင်းတန်အောင်ဇာိတာတက်တီလောက်နဲ့မရဘူးဗျာ ဟာဇိုက်တာအတွက်ကတော့စိတ်ချပါခင်ဗျာကျွန်တော်ကိုချင်းကြိုက်တော့ကျွန်တော်မရရဲပါဘူး ဟုတ်ပါရဲ့ဗျကျွန်တော်တို့နှစ်ယောက်ကဗဇက်တဲ့လက်ညှိုးထိုင်တော့ကြိုက်တဲ့လူသားမျိုးတွေမဟုတ်ပါဘူးဗျ နှလုံးရတော့မစိုးပါဘူးဒါပေမဲ့တက်တီရအောင် ဟာစမ်းပါခင်ဗျာကျွန်တော်တို့စွမ်းတော့ကျန်းပြနိုင်ပါတယ် ဒါဆိုရင်တော့ဒီရွာတကြီးစီမှာနေဖို့ခွင့်တောင်းလိုက်လေ ဟုတ်ကဲ့ဗျ ဟေးကောင်လေဘယ်သွားရမလို့တော့ တကြီးကြီးသွားမလို့လေ ဟောကွာမင်းတို့နဲ့ငါဒီရွာတကြီးတာထုတကြီးဆိုတာငါပဲကွာ တကြီးတယ် ဦးလေးကြီးလား ဟုတ်တယ် ဟာတကယ်ကိုရေကန်တင်ကြာအသိပဲဗျာဟုတ်ကဲ့ အဲ့ဒါဆိုရင်ဗျကျွန်တော်တို့နှစ်ယောက်ကိုဒီကောင်ကနေခွင့်ပေးပါနော် ဟေးကွာမင်းတို့အကြောင်းငါကြားပြီးပြီနေခွင့်ပြုပါလေ ကျေးဇူးတင်ပါတယ်ဗျာ ဆရာကျွန်တော်တို့ရဲ့စွမ်းတက်တီကိုပြလိုက်တော့ ဟာအခုမပြနဲ့မင်းတို့ရဲ့တက်တီကိုလက်ခမပဲကြည့်ပါ ဟောမင်းကကိုလုံးနှစ်ယောက်မသိဘူးကိုလုံးနှစ်ယောက်ကမင်းကိုသိနေအဲ့ဒါဘာလို့လဲသိလားမင်းကိုကချစ်လို့ ဟာဒါရှင်တို့တသက်မနှောက်ရှက်တာပဲ ဩမိန်းကလေးရဲ့ချစ်တာကိုအပြစ်ပါလို့ပြောရင်ကဘာပေါ်မှာရှိသမျှအချစ်သမားတွေအားလုံးကလူရန်ကားတွေဖြစ်ကုန်ပါဘောအတွေ့အတာကိုအကွယ်ကားတဲ့ဖုံးမထားချင်လို့ရင်းနှီးချစ်တယ်ထားမျိုးရှင်ဖွင့် ဟုတ်တယ်မင်းကိုလုံးနှစ်ယောက်ယူမလို့ချစ်တာကိုဒူးထောက်ပြီးတောင်းဆိုပြရစီကွာနော် မလုပ်နဲ့နော်ဖတ် နေပါဦးကွာမင်းကလည်းပါဦး ခေါင်းမညမကိုခွေးတောင်ဘုတ်ကိုလက်လာဝိုင်းဆိုဆွဲနေပြီ မလုပ်နဲ့နော် နေပါဦးကွာ ဟဲ့ဖြစ်တော့ဟဲ့တော့မြစ်ပြ မင်းပါဦးလူတို့နှစ်ယောက်ကအပြိုတယောက်ကြီးစကားပြောမင်းနဲ့ပါဆိုင် ဟာစိုင်လဲကွာအဲ့ဒါငါနှမကွာဟဲ့ အဲ့ဒါလေးကမင်းနဲ့မှာဟုတ်လားပါဝမ်းသာစရာပဲကွာဒါဆိုရင်တော့ငါတို့နှစ်ယောက်တည်းပြိုင်မဲ့တယောက်ကြော့သွားတာ ဒါပေါ့ကွာခိုင်းနေတော့မင်းတို့တွေကရောသူ့တော့မကြိုက်ကြပါဘူးနော် ဟာမင်းပါမင်းဖျက်လာရောပါတော့ကွာ ကွာ ဘာဖြစ်နေကြ ဘာပြရမှာလဲကွာဘယ်ရွာကောလည်းမသိငါနှမကိုဆွဲလာလို့လုံးနေတာကွာ မင်းတို့ခေါ်တယ်ကွာကိုရွာကိုလာတဲ့ဧည့်သည်အဲ့လိုမျိုး လုံးဟာမင်းကငါ့ကိုထိုးတယ် ထိုးတယ် မင်းကငါအဖေကြီးတဲ့တိုင်ပဲဟဲ့ ကြိုင်ကွာဘေးဘေတကြီးမကလို့ကြိုက်တဲ့သူသွားတယ်မိခဲဆိုတဲ့ကောင်ဘယ်ကောင်မှဂုံးဆိုင် ဟောဟဲ့လေလာဟေးဟိုလေပဲခလာဟေးအဲ့ကောင်တွေရေးယူနေတာပါ ကျုပ်လူတွေမှာဘာအပြစ်ရှိလို့အေးအေးယူခိုင်းနေရလဲဗျ ဟဲ့ကောင်ရေကဲမင်းယောက်ျားဖြစ်ပြီးတော့ကလေးကကျမပြောနဲ့ကွာဒီအကြံတွေကမင်းကြံဆိုတာငါသိတယ်ကွာ ဟဲ့နေကြသမ်းပါဦးဗျာဖြစ်ကြောင်းကုံစင်တေချာရှင်းပြသမ်းပါဦးဗျာ ဟာဘာဖြစ်ရမှာလဲဗျာ
ကျုပ်သမီးကိုဒီကောင်တွေကနှမချင်းကိုချင်းမစားဆွဲလာရန်လာလုပ်တယ်လေအဲ့ဒါကိုကျုပ်သားဝင်တားတာကိုကျုပ်သားကိုပါထိုးလို့တယ်အဲ့ထိုးရတဲ့မှာဒီကောင်ရေခဲနဲ့ပါတယ်သူတို့ရေးယူပေးသားမှာဗျာကဲအဲ့ဒါနဲ့ပဲဒီရတကြီးကရေးယူပေးရမှာလားဟာမိန်းကလေးတယောက်ကိုကားအိမ်နေပြောင်းလို့တာမရိုင်းတာပေါ့ကွာအရေးမယူလို့ရမလားဟုတ်ပါပြီအဲ့ဒါဆိုရင်လေခမရလွန်ခဲ့တဲ့3နှစ်တုန်းကကျုံညမောက်ခမရသားရည်စားစကားလိုက်ပြောတော့အပြိုလူပြိုကရည်စားစကားပြောတာရင်ကျေးပါတယ်တဲ့ဝင်တားတဲ့သူကရိုင်းတာပါလို့ဘသူပြောခဲ့တာအဲ့ဒါခမရမေ့သွားပြီလားအေးပေါ့လေခမရပြောတဲ့သူဆိုတော့မေ့မှာပေါ့ကျုပ်ကခံရတဲ့သူဗျဘယ်တော့မှမမေ့ဘူးဟဲ့မင်းကောင်တွေကလူလိုသူလိုဆွဲတာမဟုတ်ဘူးကွာအတရားဓမ္မကြီးဝေဆွဲတာမင်းအောင်ငါနှမောက်အဲ့တော့ဆွဲလာလန်းလို့တော့လူလိုသူလိုဆွဲလို့လားအဲ့တော့မင်းပြောတဲ့စကားမင်းမှတ်မိသေးလားမင်းနှမောက်မင်းပြန်ယူလို့မရဘူးဆိုတာလေဘာလဲအခုကမင်းနှမောက်မင်းပြန်ယူမလို့လားဟဲ့မစားမပတ်ရိုင်းနိုင်တယ်မင်းကွာဟဲ့နေကြပါဦးကွာခင်ဗျားတို့ကလည်းဒီတိုင်းဆိုသူတို့ဘက်ကလည်းမမအောင်လေဗျာကျုပ်ကဘယ်လိုလုပ်ဥပဒေအရအေးယူပေးလို့ရမှာတော့ဗျတကြီးဟောင်းကြီးရဲ့မင်းတို့ကွာမင်းတို့ဒါဒီလောက်မှရိုင်းတဲ့ကောင်နဲ့အဖက်လို့ပြီးစကားပြောမနေနဲ့ပါဇက်တနာလာသွားမယ်ဦးတက်တို့ဘသူကရိုင်းလဲဆိုတာကိုလေတိကျခမရစဉ်းစားပါဦးဗျာတစ်ချိန်တော့ရေခဲဆိုတဲ့ကျုပ်ကလောကမှာပြောပြစရာမရှိတော့အောင်ကိုအေးချမ်းခဲ့တဲ့သူပါတဲ့ကျွန်တော်ဒီမှာရေပြည့်ပြီ။ဟိုမှာကိုမန်ကြီးအိမ်ပဲသွားပြီးတော့ရေသွားထည့်တာ။ဒါနဲ့ရေခဲမနေ့ကမင်းအားလားကွာ။ဟောအားပါခင်ဗျာ။ဘာများခိုင်းတာရှိလို့လဲ။အေးအားလို့ဆိုရင်ငါချန်နေကခဏချင်းလေးခုတ်တာ။ဟာလာဖြတ်ပြီးပါလားကွာ။အော်ဟုတ်ကဲ့ရပါ။အဲ့ဆိုမနေ့လာခဲ့မယ်နော်။အဲ့ဆိုသွားလိုက်အောင်။အေးဒီလေဟာတော့မင်းနဲ့တွေ့ရတော့ပဲဟုတ်ဘာခိုင်းတာရှိလို့လဲမင်းပြောစရာရှိလို့ဘာများလဲဗျမနေ့ကမင်းအားတယ်မို့လားအော်မနေ့ဖြန်ဟိုမနေ့ပိုင်းတော့ဟိုကိုချိုထိုးတို့အိမ်မှာထင်းခွဲပေးရမှာဗျဟိုညနေဆောင်ရင်တော့ပုံမှန်ဟိုရေခတ်နေကြတိုင်းပဲကျုပ်ခတ်ပါဟိုဒါဆိုမင်းမွန်းတိန်ချိန်တော့အားမှာပေါ့အဲ့ချိန်တော့အားတယ်ဗျအခုဘာလုပ်ပေးရမလဲပြောတစ်ဖက်ကကြာရင်ဘုန်းကြီးကျောင်းမှာအလူရှိတယ်လေကွာအဲဒါကြောင့်မလို့မနေ့ဖန်ကိုထင်းခွဲရေခတ်အဲ့ဒါဒီလုပ်ဖို့အတွက်မင်းတို့အခုခေါ်မလို့ကွာဟိုအဲ့ဒါဆိုလို့ရှိရင်ဟိုကျုပ်လုံးစရာရှိတာတွေကိုမနေ့ပိုင်းမှာပြီးအောင်လိုက်မယ်လေဟိုနေကင်းကြလို့ရှိရင်ဖုန်းကြောင်းလာခဲ့မယ်ခင်ဗျဖုန်းကြောင်းဆောင်ပေါ့ဟုတ်လားအေးကွာကောင်းတယ်မင်းကတော့လေဘလောက်ပင်မမင်းမျက်နှာမညှို့လုံးပဲကွာဟာဟိုဘလောက်ပဲပင်မအိမ်ရောက်တော့လို့ရှိရင်အမေမျက်နှာနဲ့ညီမလေးမျက်နှာမြင်လိုက်တာနဲ့အမောပြေသွားတာဗျမင်းမောပြေစရာတမျက်နှာကြံပါသေးတယ်ကွာဘယ်မျက်နှာလဲဗျနင်းလူမျက်နှာလေဟာခင်ဗျလည်းဗျာ तू ကကြွိတ်မှနေရာမဟုတ်တာဗျဩနေစီကြီးလည်းဖွင့်ပြောပြီးခေါ်ထားလိုက်ပေါ့ကွာဟာကိုတော်တို့ကလည်းဟိုသူ့အဖေတကြီးနဲ့သူ့ကိုကြားသွားမှပြင်ကျွန်တော်ထောင်းနေပါအောင်မယ်ဟာကဲဟိုကိုမန်ညိုအိမ်မှာကျွန်တော်ရေပြပြအောင်သွားပြီဗျာကောင်းရေခဲရဖြင့်မရသေးဘူးရောက်ခမနဲ့ရောက်ဖောက်ကြောက်နေလိုက်တာပြန်လာပြီမသားမမရဒီနေ့သားရီထမ်းလို့ရတယ်ပတ်ဆက်အော်မေဟိုညီမလေးရောမလေးရှိပါတယ်သားရဲ့ခုနလေးနဲ့ရေချိုးပြီးတော့တနခါလိမ့်နေတယ်နဲ့တူတယ်မင်းကလည်းလေရောက်တာနဲ့ညီမလေးကိုတားမိတော့တာအမောလေးပါလေဖြေးပါအောင်သားအော်အမေရဲ့သားမအမောဖြေစရာဆိုအမေမျက်နှာနဲ့ညီမလေးမျက်နှာပဲရှိတာလေမေရဲ့ဟုတ်ပါပြီသားဒီမလေးကိုချစ်တာရှော့ချစ်ထားနော်ဘာဖြစ်လို့လဲမေဘာဖြစ်မှာလဲ तू ကအချိန်နဲ့အရွယ်ရောက်လို့ရှိရင်အိမ်တော်ရသားပြုမှာအဲ့ဒီကြလို့ရှိရင်သားနဲ့အမေကိုခွဲသွားမှာသားရဲ့အမလေးမေရဲ့တမီးကလေမင်းနဲ့ကိုရုတ်ထားပြီးတော့ဘယ်ဟိုမှထွက်မသွားအောင်တလုံးလဲအိမ်တော်မပြူမေရဲ့သေးကြလို့လားငါညီမရဲ့တကယ်ပေါ့ကိုကြီးရဲ့ဟိုညီမလေးရတာလေကိုရုတ်စိတ်မချဖြစ်နေတာဟိဘာဖြစ်လို့တော့ဘာဖြစ်မှာလဲကိုကြီးရဲ့ဟိုတကြီးသမီးမနှင်းတို့လေကိုကြီးကြိုက်နေရဆိုဟာဟိုငါညီမဘယ်သူပြောလဲသူပြောရမှာလဲဥသာသူကြီးပြောလို့သမီးကသိရတာပေါ့ဟ
ဟာဒီကူကတို့ကကလေးကိုဘာရှော့ပြောလို့မသိပါဘူးကွာ အော်ဒါနဲ့သား ဗျာ ဟိုရွာလေပိုင်းကမုတ်ဆိုးမခေုံမျိုးကိုသိတယ်မလား ဟောဟိုအတိုးကြီးပေးစားရဒေါ်ခင်မျိုးပြောလား ဟုတ်တယ်သူကလေသူ့အိမ်မှာကိုပေါ်လောင်မမရှိလို့တဲ့သမီးလေးကိုခေါ်ခြင်းလို့တဲ့အမေလွတ်လိုက်ရမှာ ဟာမလွတ်ပါနဲ့မေဟိုကျွန်တော်ခြေလက်တွေကောင်းနေသူတွေလေအမေနဲ့ညီမလေးဘာမှမလုပ်အောင် ကဲငါမပြောဘူးလားညီကိုကြီးသိရင်လွတ်မှာမဟုတ်ပါဘူးလို့ ဒါကတော့အမေရဲ့ကိုရသမီးကိုချစ်တာဟုတ် ဒီပါမောင်နှမတွေချစ်ကြနော်ချစ်လို့ဘိုက်မပြေဘူးငါသားကြီးအလောက်ကပြန်လာမောပြီးတော့ဘိုက်စားလာတော့ပေါ့နော်တာနော်ဟေးရေချွတ်လိုက်မေထမလို့ပြန်လိုက်မယ်နော်သမီးလား ချက်ကြီးမင်းငါအကျွေးမပေးတာကြာပြီနော်အဲ့ဒီတော့ကမင်းအခွန်တုတ်တွေပေးစရာမရှိလို့ဆိုပြီးငါစီချီးသွားတာလေငါကမကယ်မင်းဒုက္ခရောက်နေပြီနော်နားလဲလား နားလဲပါတကြီး အေးနားလဲရင်အတော်အရင်ကိုမင်းဘယ်တော့ပေးမှာလဲ ပေးချင်ပါတယ်တကြီးရယ်မိုးကလည်းနှောင်းတော့မြေပဲကလည်းမကောင်းနှမ်းကလည်းမထီထုံးတော့ ဟေ့မင်းအစ်မပြေတာငါတို့မှလာညည်းမလဲစက်တည်မရှိဘူးဟုတ်တယ်ရမင်းဘယ်တော့ပေးမယ်ဆိုတာကပြောကွာ ကျွန်တော်တကြီးကျွေးကိုပေးပါပါဒါပေမဲ့ ဟေ့မင်းပစောက်ပိတ်ထားရတော့အဖေဒီကောင်းရှိကအကျွေးတွေမရရင်လေဒီကောင်းရှာတွေတင်နိုင်ပြီပေါ့ဗျာဟာအဲ့ဒါကောင်းတော့ဗောကွာ တကြီးရယ်အဲ့ဒီຢာလေးတော့မလုပ်ပါအဲ့ဒီຢာလေးမရှိရင်ကျွန်တော်ဒုက္ခရောက်မှာပါ ဟဲ့ကောင်ငါ့ကိုအထွန်းလာမတက်နဲ့တက်တိုးဆိုတော့ကောင်ကထွေးပြီးသားတို့ကိုပြန်မျိုးရုပ်ထုံးတယ်မရှိဘူးကွာနားလဲလား သူ့ຢာလေးတိတ်လိုက်တော့သူဘာနဲ့လောက်ကင်စားတော့မှာလဲ သမီးကိုနဲ့မဆိုင်ဝင်မပါပါနဲ့ကိုလေဟဲ့ချက်ကြီးမင်းသွားလို့ရပြီဒါပေမဲ့မင်းကငါတခုတော့မှားလိုက်မယ်နော်လာအကုန်လုံးမှငါအကျွေးကိုမပေးဘူးဆိုရင်မင်းရာမီကငါရာမီဖြစ်သွားပြီလို့မှတ်လိုက်သွားတော့ပဲ အဖေအဲ့လိုမလုပ်ပါနဲ့ ဟဲ့နေကငါမပြောချင်လို့ကြည်နေကြားပြီနော်နေအခုလို့ဝင့်နိုင်စားနိုင်တာအဖေနဲ့ငါနဲ့ရှာနေလို့မဟုတ်လားဟုတ်တယ်သမီးအင်္ဂလိပ်မင်းနေပေးထားတဲ့တကြီးလာကဘာမှပြောပါတော့တာမဟုတ်ဘူးရထားတဲ့အာနာလေးနဲ့လဲသလိုလှုပ်ရှားနေရတာ ဒါပေမဲ့အဖေရှာတဲ့ပတ်စံကိုဖြူစင်စေခြင်းနဲ့အဖေကိုအာရီနာဒါနာကမထိုက်စေခြင်းမို့ အဖေကဘာဖြစ်လို့အာရိနာဌာနကမြောက်အောင်မလဲအဖေကဘလို့ပစ္စည်းခိုးနေလို့ ယောက်ျားဆရာတော်ကပြောတယ်သူများပစ္စည်းကိုခိုးမှအာရီနာဒါနာကထိုက်မှာမဟုတ်ဘူးတဲ့သူတို့ကအလိုမတူပဲအတင်းအာရမသိမ့်ပိုက်ခြင်းရလဲအဲ့ဒီကန်ကြီးကိုထိုက်စေတယ်တဲ့ တော်နေစရာလုံးမနေနဲ့ဟုတ်တယ်သမီးအပြစ်ရှိတယ်ဆိုလို့ရှင်လေဒီဘဝဒီခန္ဓာနဲ့ဆံပြီးနောက်ဘဝနောက်ခန္ဓာနဲ့ခံမယ်သမီး သမီးကအဖေကိုဆရာလုပ်တာမဟုတ်ပါဘူးအဖေအပြစ်ဖြစ်မှာဆိုလို့ပြောနေတာအဲ့ဒါကြောင့်မို့လဲအဖေတို့ကုသိုလ်ရအောင်လို့အဖေတို့ရှာတဲ့ပတ်စံတွေကနေ့တိုင်းသမီးယောက်ျားကိုစွန့်ကြိုက်ပို့နေတာအကိုကိုလည်းထိုင်ဆိုင်ပဲမသွားစေချင်ဘူးဖြစ်နိုင်လို့ရှင်တခါတလေညီမလေးနဲ့တူဘုန်းကြောင်လိုက်ခဲ့ပါလား ဟာငါဘာလဲလို့ရမှာငါနဲ့ဘာဆိုင်လို့ အော်တရားနာဖို့ဟောတရားစကားကြားပါများစိတ်ထားဖွေးတဲ့ညင်တက်တယ်တဲ့ တော်ပါတော့ဟာနေစွနဲ့တော့မှမသွားဖို့တော့ငါတော့ငါလုံးနဲ့ငါမအားရကြတယ်ဟုတ်တယ်သမီးအဖေမှလည်းယုံကြည်စိတ်ချစွာနဲ့ခိုင်းကြဆိုလို့သမီးကိုကြီးတယောက်ပဲရှိတာပြီးတော့သမီးကိုကြီးကနောက်တစ်ချိန်မှာအဖေရဲ့အရိုက်အရာကိုဆက်ခံပြီးတကြီးလုံးမဲ့လူဒါကြောင့်မို့တင်စားရှိတာကိုတင်နေရတာ ဟုတ်ပါပြီဖေရဲ့အဲ့ဆိုလေသမီးစွန့်လိုက်တော့ပို့လာအောင်မယ် တွားဟာမောင်ရင်ခဲတို့ခုအချိန်ကြီးဝယ်ဝတ်စာတွေလုပ်လို့မပြကြသေးဘူးလား ဟိုထင်းခွဲရစ်ခတ်တော့ပြီးသွားပါပြီဒီတပြက်စီလေးလဲရင်တော့အားလုံးပြီးသွားပါပြီကပ်ပြကြီးရဲ့ ဒါကပြကြီးလူနာသွားကြည့်တာတက်တာသွားပြီလား ကြောက်သွားပြီမောင်သားတို့ကနာမည်ကတက်ကားလေးကွာဘယ်ထပ်ဖြာရဲပါမလဲ ဟုတ်တယ်ကပြကြီးရဲ့စေတနာကောင်းတော့သေးစွမ်းထက်တာပေါ့ဗျာ အော်ဒါနဲ့ကပ်ပြကြီးဟိုခုနကတော့ကလေကပ်ပြကြီးငါးပါးသီလအကြောင်းပြောသွားတော်တော်ကောင်းတယ်ဗျဟိုအဲ့ထက်ကဟိုအရိနာဒါနကံအကြောင်းလေးကြံခဲ့သေးတယ်အဲ့လေးထပ်ပြောပြပါဦးလား ဟောမင်းသိကျင်နေဆိုရင်တော့ပြောပြတာပေါ့ကွာလာအာရီနာကအကြောင်းပြောရမယ်ဆိုရင်တော့ဥစ္စာရှင်ကစာရေးပြီးတော့၎င်းလက်ကမ်းပြီးတော့၎င်းနှုတ်ကနေရော့ယူပါလို့မပြောဘဲနဲ့ခိုးပြီးတော့၎င်းဓမြတိုက်ပြီးတော့၎င်းလိန်လေလှည့်ပြားပြီးတော့၎င်းယူခဲ့မယ်ဆိုရင်တော့အာရီနာကမြောက်ပါတယ်အာရိနာကံမြောက်ချင်းအကြောင်းအင်္ဂါ၅ပါးရှိရတယ်။နံပါတ်1ကသူတို့ဘာဥစ္စာပစ္စည်းဖြစ်ရမယ်။နံပါတ်2ကသူတို့ဘာဥစ္စာပစ္စည်းမှလည်းသိရမယ်။နံပါတ်3ကခိုးယူခြင်းစိတ်လည်းရှိရမယ်
နံပါတ်4ကလုံလဝရိယစိုက်ရမယ်နံပါတ်5ကကြတော့လုံလဝရိယစိုက်လို့ခိုးယူသွားပြီးထမြောက်သွားပြီဆိုရင်တော့အာရိနကမြောက်ပြီဗျာ ဟာဟိုဒါဆိုလို့ရှိရင်အခုကျွန်တော်တို့တိုင်းပြည်ကိုတိမ့်ပိုက်ပြီးတော့ကျွန်တော်တို့တိုင်းပြည်ကတန်ဟာဇာတာတွေကိုအတင်းအဓမ္မယူနေတယ်ဒီအင်္ဂလိပ်အစိုးရလဲအာရိနာကမြောက်တာပေါ့နော် မြောက်တာပေါ့ကွာ ဒါဆိုကပ်ပြရည်အပြစ်အကြီးသေးကြတော့ဘလို့ခွဲလဲ အပြစ်အကြီးသေးရတော့ပစ္စည်းရဲ့တန်ဖိုးရဲ့ဥစ္စာရှင်ရဲ့ကိုကျင်တရားတီလာတိတ်ခါရဲ့ကိုမူတည်ပြီးတော့အပြစ်အကြီးသေးခွဲသွားတာပဲကွာ ဟာဒါဆိုရင်ဒီအင်္ဂလိပ်အစိုးရကျွန်တော်တို့နိုင်ငံတန်ဟာဇာတာတွေအများကြီးယူသွားတာဆိုတော့သူတို့အပြစ်လည်းအများကြီးကြမှာပေါ့နော် ကြတာပေါ့ကွာ ဒါဆိုကပ်ပြရည်ဟိုတန်ခါပစ္စည်းကြတော့ ဟာတန်ခိတာပစ္စည်းဆိုတာပုဂ္ဂလိကပစ္စည်းတဲ့ပိုးပြကြီးတာဗောကွာတန်ခပစ္စည်းအစိတ်သီးတဲ့ကွာ တချို့လူတွေကြတော့ကိုယ့်ကိုယ်တခိုးဖြစ်လို့ဖြစ်မှန်းတော့မသိကြဘူးနော်လူတွေကလည်းအဲ့လိုလူမျိုးတွေကြတော့လဲတခိုးလို့မထင်ကြဘူး ဒါပေါ့ကွာလူကြီးလူကောင်းတစ်ခုဆိုတော့အကာအကွယ်အဆောင်ရောင်နေနဲ့ဆိုတော့လူတိုင်းဘယ်မြင်သိနိုင်ပါမလဲကွာ ဒါဆိုရင်ဗရကုသလဇတ်ထဲရလို့အကြံခက်ပါသနော်တန်လျက်ကယူသည့်သခိုးရဲ့ကြောင့်ဘယင်မျိုးပါထုတ်ဖို့ပြောရင်ဖြင့်ဟုတ်ပေါ်ဓာဝင်မှာစိုးဆိုပြီးအဲ့လိုငိုချင်းချရမလို့ဖြစ်နေပြီဗျာ ဟုတ်ပါခေတ်ကာလာကြီးကိုရတယ်တခုကလူပြန်ဟစ်တဲ့ခေတ်ဖြစ်နေတာကဲငါလည်းပြန်ရောက်တဲ့ကြောင်ဆရာတော်သွားလျှောက်လိုက် ဟုတ်ကဲ့ဟုတ်ကဲ့ ရေမင်းနူလေး ဟောခင်ဗျားလေဗျာဟိုကြားတော့ပါအောင်မယ်ဗျာ မဲသူတို့လို့ပါလုံးမနေပါနဲ့မဲသူ့ကိုကြိုက်နေတာငါသိသား ဟာ ခုနေတော့ကြီးသားတော့ပြောလေ ဟာမပြောရပါဘူးဗျာ မဲပြောချင်းစိတ်တည်းရှိတယ်မလား ဟာခင်ဗျားလေ ခင်ဗျားလည်းလုံးမနေနဲ့ငါအကြံပေးမယ် ဘယ်လိုကြံပေးပါလဲ ဘလို့ကြံပေးရမင်းကဇေဒီနားမှာသွားစောင့်နေကောင်မလေးကမင်းနာကိုရောက်လာပြီဆိုတော့ ਨੇ မင်းတဝက်ပိုင်ပြီလို့သတ်မှတ်လိုက်အဲ့ဒီအချိန်မှာလေမင်းရင်ထဲကရှိတဲ့အချစ်စကားတွေအကုန်လုံးဖွင့်ပြောပလိုက် ဖြစ်ပါမလား ဖြစ်ပါတယ်မင်းကပြောရဲဖို့လိုတာပါပြောလေသွားနေတော့ပြောချင်တာ မိသားတို့ကိုယ်ခဲတယောက်ပြန်သွားပြီလား မပြန်သေးပါဘူးဟာသူ့ရဲ့ရင်ထဲကဝေဒနာကိုမကြင်ညာရဲလို့ဖြေသာအောင်ဆိုပြီးမဦးဝဇေဒီလေးမှာအပူသွားကနေလေရဲ့ तू ကဘာဝေဒနာခံစားနေရလို့လဲ မသိပါဘူးဟာငါလည်းမေးတာပဲ तू ကမဖြေဘူးလေဒီကောင်ကြီးတနာပါတယ်ဟာနင်းတင်းသွားမေးလိုက်ပါလား ဟုတ်ကဲ့ နင်တို့ချွေးစားပြီလားဟမ်ဟိုခုမှစွန့်နိုင်လာဖို့လားဆိုတော့ဘယ်စားအောင်မလဲနော်ဟောနေရောကောင်းလားနေကောင်းလို့စွန့်နိုင်လာဖို့နိုင်တာပေါ့နော် ကိုကြီးဘာပြောနေရတော့ ဟိုနင်တို့ကဟိုရုပ်တရက်ကြီးနေရာကိုရောက်လာတော့ဟိုဘယ်ကနေဘလို့ဟိုစပြောမှမသိဘူးဖြစ်နေရပါဗျာ ရှင်ဝေဒနာခံစားနေရတယ်ဆို ဗျာဟိုဘာဝေဒနာလဲဗျာဟိုဘယ်သူကဘာပြောလိုက်လို့လဲ ဥတာတို့ကြီးပြောလိုက်တာလေ ဟုတ်တယ်ဗျဟိုဝေဒနာ ဘာဝေဒနာဩကပ်ပြရိုက်ကိုသွားပြလိုက်လေ ဟိုဒီဝေဒနာကပ်ပြရိုက်ပြလို့မရဘူးဗျဟိုဒီဝေဒနာလေနင်းတို့ချစ်နေဝေဒနာဗျစိတ်မဆိုးနဲ့နင်းတို့ရဲ့ဟိုအမေလည်းသွားမတိုင်နဲ့နော်ဟိုပြီးတော့နင်းတို့ရဲ့အဖေနဲ့အကိုလည်းဟိုသွားမပြောမှလည်းဗျာနော် မတိုင်ပါဘူး အဲ့ဆိုဟိုစိတ်လည်းမဆိုးနဲ့နော် ဘယ်သူကဆိုးရပြောလို့ရ ဘာသာလိုက်ဗျာဟိုအဲ့ဆိုကျွန်တော်ချစ်တယ်ပေါ့နော် အဖေနဲ့အကိုကြောက်ပြီလို့ရတော့မဆိုရင်တော့မလွယ်ဘူး ဟိုကြောက်တော့ပေါ့ဗျာဟိုနင်းတို့ဖေကတကြီးပဲဥစ္စာ ယောက်ျားတစ်ယောက်ဖြစ်ပြီးအဲ့လောက်ကြောက်တတ်နေနင်းတို့ကဘယ်လိုအကိုရမှာလဲ ဟိုနင်းတို့ကလည်းဟိုကြောက်တဲ့ရန်ကင်းနေတဲ့ဟိုဘာဖြစ်ဖြစ်အဖြေလေးပြီးကြပါလားနင်းတို့ ဟာပြီးပြီလေ ဘယ်တော့ပြီးရလဲ ဟာမသိဘူးထပ်မမင်းနဲ့တော့ကွာ နင်းတို့အဖြေလေးမပြီးရနဲ့ဖြေပြီးရဟဲ့ရဖြေ
谁？米在有米，你也高米光哎。哎呀，高了没有了瓜？高了米高了，我们这吃。啊，我嘛哎，这那这里嘞苗头哩。哎呀，我累，我妈不急的哦，啊这里嘞，叫。啊，这里不是的，你讲嘛哎。哎呀，我三不弄呢，这里不我只有叫呀。打么快的五个嘛，回来嘛唔走啦。哎呀，回来他比没瓜，我把水讲不嘛，弄到个把没事，弄多花抽叫呀，走，来吧，坐下。坐下。别看我。哎呀，这就来叫个老师，这就来叫个。讲呢，哎，你讲谁做的话哩？多个新的啦。我妈来着嘛，你讲不就了？好的，你讲的话来没得讲，啥里啊？地接个叫他嘛，喏，来跟都没得有数，说的呗，你俩对上，光我不是去来，不是什么嘞，啥里啊？没有那个不来嘞，俺爸说的个，弄到那嘛没好的，嘿呀，俺老公meu长沙部就在南部湾水上嘛，弄啥呀你嘛？哎。讲我一面都个当来汤茶没好了啊！俺老子今朝汤茶了也没拿哇，俺表嘞汤出来一汤我表了。哦，那呢怕铁多的。啊，不如在那边嘛，俺人六茶的哩，多少啥我茶那变化，好了，俺也弄那么历年的溜，不如本溜皮穿高没溜身上的。俺说，过完的来分没，本来都不。对啊，不如嘞，一个你嘛，会屋里边啊，没来俺都刚在那呗，哎呀，俺说，我这人家让俺做对了，俺哩7杯7秒7啥标了，俺见你了，讲呢讲嘛讲呢，哎你讲嘛哩啊，天天嘛哩，都拉啦，龙鸡包啦哩，讲嘛。哎，你讲嘛哩呀？看面对个屋里没嘛哩都没好喏，都叫嘛哩边。啊，做是不让妈妈瓜，哎呀，我把人上回我小了人，主要是表下来没，我爸妈表这些表的，不如表的来讲嘛。啊，不如表的嘛嘞，俺妈我洗的瓜，俺那洗的瓜，哎那个我包没洗出来就行，我妈行为的嘛，泡不样的都表没得嘞，过百这种牛呗。讲嘛，别天嘛路不啦路，先嘛跑对了嘛，好的，先嘛跑对了，咱三个，好嘞，我们，哈，我们一个应该都7人的家里，1人的家，各位毛病哇，小妹里各位可以，阿弟，没这样的，阿弟那个。他不用嘞，那个我们录了。怎么陪着他？幸福吧路了。啊，不用了，那个俺路没13哩，我奶奶也搞模糊，你有哈的鸡蛋。选嘛选的，鸡蛋嘛搞了不现打白皮皮，怎么谁没找选？选陪啊？哦，你帮我耶，你帮我用的那个人讲的，过一年没得的就不还表现了。对嘛？选的嘛，你咋说啊？来没修，得啥说啊？来没修，选啊没嘛没路选，哪有为地来讲？这个老兵呢，来教你的哪修来了哇？选陪了。不用，俺爸每个来的下一步么不，南部好的喽。是明白的喽。过吧，过吧，这把路不了那边。啊，把路嘛来，俺明天嘛溜7、6、7、6，有啥子干不的？俺让我摆的。
ဟာဟိုသူ့ကိုခင်ဗျာဆွဲလောက်လောက်တာဗောဗျအဲ့တော့သူရိုက်မှာဗော ဟာရိုက်ဖို့နေတာဟဲ့ငါလိုကောဖို့စီစားကားပြောရင်ဂုံတော်ယူအောင်ပါလေ ကိုမဟိုခင်ဗျာလေဗျာခင်ဗျာမှလည်းနှမရှိနေပါနှမချင်းကိုချင်းဆောင်မှာဗောဗျာ ဟာဟဲ့ငါနှမနဲ့မင်းနှမနဲ့လာမနိုင်နဲ့စင်တိုင်းกว่าတယ်ဟဲ့ရှင်းရှင်းပြောမယ်ကွာမင်းကမင်းနှမကိုပြန်ယူလို့ရလို့လားပြန်ယူမလို့လားရ ဟာကိုမခင်ဗျာတော်တော်ရိုင်းလာပဲဘာဖြစ်လို့ခင်ဗျာအဲ့လိုရိုင်းဆိုင်စကား ရိုင်းတော့ဘာဖြစ်လဲကွာဘာဖြစ်လဲကွာ အမမင်းအဲ့လိုလုပ်လို့မရဘူးလေကွာမင်းတို့မူးရင်လေအေးစီပြန်ပါကွာမင်းအဲ့လိုပြောလို့မရရင်ငါမင်းဖေတကြီးရင်သွားတိုင်ပါတော့ ဟာတိုက်ဗျာကြိုက်တဲ့လူနဲ့တိုင်အောင်ဘာကယူမဆိုင်ဘူး အေးဒါဆိုရင်ငါဆရာတို့ဘယ်နဲ့သွားတိုင်မယ်မင်းတို့ ဝေး ဘာလဲ နေကောအလောက်ဝေါပြေတာ ဒါတက်တက်အနိုင်ကျင့်တာမင်းနဲ့လဲညီမကိုလဲစော်ကားသေးတယ်အကိုကိုလဲထိုးကြိတ်လွတ်လိုက်သေးတယ်ဒီတိုင်းငြိမ်နေလို့တော့မဖြစ်ဘူးနော် အမေရဲ့ဟိုပြီးခဲ့တာကိုပြီးခဲ့တိုင်းထားလိုက်ပါပြဿနာအရှိရှိမလုပ်ပါနဲ့အမေရဲ့ မင်းကလေဒီတိုင်းသားလို့ပဲဖြစ်မလဲကွာဒီကောင်ဒီနောက်ဆိုပို့ဆိုးလာလိမ့်မယ်ငါတော့မင်းစားလေကြားနေမကန်နိုင်ဘူးကွာ ကိုသားတို့ကလည်းဗျာမခံနိုင်လို့ထားချလဲကျွန်တော်တို့အောက်ကပဲမို့လားသူတို့မှာငွေလဲရှိတယ်အာဏာလဲရှိတယ်သူ့ဖေကတကြီးလေ ကိုရဲ့တကြီးမကလို့ဘာကြီးပဲဖြစ်ဖြစ်အခုလိုစော်ကားတာကတော့သူ့ဖေတိအောင်တော့တက်ရလိုက်မယ်တမီး ဟုတ်တယ်သားဒီတစ်ခါအမေတို့ငြိမ်နေလိုက်လို့ရှိရင်နောက်တစ်ခါဆိုအိမ်မော်တက်ပြီးတော့စော်ကားမှာ ဟုတ်တယ်မကြားတယ်လားအမန်းကြောင်သွားမယ်လား ဖေသမီးလိုက်မယ် โอเคညီမလေးနေခဲ့ပါဟာငါပဲလိုက်သွားလိုက်မယ်နော် တာဟဲ့ဘာဖြစ်လို့အဲ့လောက်တော့ရက်ကိုလွတ်ကြုံတောက်ရတာလဲကွာနောက်နေ့တွေလည်းတောက်မယ်ဥစ္စာပဲများများတော့ရင်မြန်ကုန်တယ်ကွာအဖေရလေဗျာတာအရက်တော့လို့အဖေစီတွေမကုန်ပါဘူးဗျာဩငါပတ်စံကုန်မှာစိုးလို့ပြောနေတာမဟုတ်ဘူးကွာမင်းအသက်ကုန်မှာစိုးလို့ပြောနေတာအဖေရဲ့အဖိုးတန်အမျိုးမှန်လေးမြန်သေးမှာစိုးလို့စိုးရင်ပြီးပြောနေရတာကွာ ဖေရဲ့ဒီလောက်တောက်မှတော့တဆိုးလဲရှေ့မှာမဟုတ်ပါဘူး ဟဲ့နေဝင်ပါလေငါဖဲတဲ့ကောင်းတယ်တော်သားမှာကွာ ဟုတ်ပါအဲ့ချက်ဆက်အံပါ ကဲသမီးကလည်းကိုယူအပြစ်တင်မနေနဲ့တော့တန်တန်လေးရှိတွားရှာသမှာ ဘာလို့မို့လဲပဲ ဩဒီမှာအမှုပြောင်နားတယ်ညှစ်ထရမယ်လေတော့ပါသမီးရေ ဟိုသမီးတော့ရှာလောက်ပါ ကိုတက်တို့ မရွှေမီခင်ဗျားတို့ကလည်းဗျာဒီမှာကြုတ်သားလေးအစာမကျေဖြစ်ပြီးနေထိုင်မကောင်းလို့စိတ်ညစ်နေရကြတယ်ဘာလာလောက်တာတော့ ဘာလာလောက်ရမှာလဲရှင်းသားပေါ့ကျမသမီးလေးကိုမူးမူးယူနဲ့ဆွဲလိုက်ရလားလောက်တယ်လေအဲ့ဒါကိုကျမသားလေးကဝင်ပြီးတော့တားတာကျမသားလေးကိုထိုးကြိတ်လွတ်လိုက်တယ်ကြည့်စမ်းမအောင်အဲ့ဒါလာတိုင်းတာ ဟာအဖေမဟုတ်ဘူးဖေအဲ့ဒါဒီကောင်အရင်စဆဲတာ မင်းယောက်ျားဆိုရင်ယောက်ျားစကားပြောငါမင်းကိုကောင်းမှုပြောတဲ့ဥစ္စာမင်းငါ့ကိုရိုင်းစမ်းပြောပြီးထိုးလို့တာလေ ဟုတ်တယ်ငါသားလေးကဆဲပုံနေတာရိုင်းဆဲနေတော့တစ်ခါမှပြောဘူးတာမဟုတ်ဘူးဒီကိုလာဖို့တော့မှအရှည်ဖြစ်မှာဆိုလို့ तू ကတားနေတာရှင်သားအောင်ရှင်ဆုံးမထားနော် ဒီမှာမရွှေမီခင်ဗျားပြောသလိုဆိုရင်ပြဿနာတစ်ခုကလက်ခုပ်တီးသလိုပဲဗျနှစ်ဖက်တီးမှမြည်တာချိန်ချင်းမလို့ချိတ်တာ မဟုတ်ဘူးအခုဟာလက်တစ်ဖက်ထဲနဲ့ပါရိုက်ခံလိုက်ရတာဗျံကနေနေအောင်အစော်ကားခံလိုက်ရတာရှင်သားအောင်ရှင်ဆုံးမမလားမဆုံးမလားပြော အဖေသူတို့ပြောတာမဟုတ်ဘူးဒီအဖွားကြီးမမြင်မဲနဲ့ရမ်းပြောနေတာဟိုတားသူသမီးဖွေးဦးလေးကိုရိုးရိုးတတရင်ကြီးကြီးတင်းတင်းမွေ့မွေ့နဲ့ကြီးစားစကားပြောတာဖေဟာအဲ့တော့ဖွေးကတားကိုပါရိုက်တယ်ဒါကိုဒီကောင်ကဘုံမသိဘာမသိတော့ဝင်ဆဲတာအဖေသဘောပေါက်ပါတယ်ဒီမှာမရွှေမီလူလုံးနဲ့အပြိုဗျာတူးနဲ့တူးမြစ်တာရှိလို့မြစ်တာရှိတဲ့အကြောင်းပြောတာယဉ်ကျေးပါတယ်ဗျအဲ့ဒါကိုဘုံမသိဘာမသိနဲ့ဝင်တားတာမှရိုင်းတာနားလဲလားဒီမှာခင်ဗျားတို့ကြုတ်အေးဆေးဆေးပြောလိုက်မယ်နော်ခင်ဗျားတို့ကောင်းကောင်းမွန်မွန်ပြန်မလားမပြန်ဘူးလားအေးမပြန်လို့ရတော့နော်ကျုပ်သားကိုမဟုတ်မမှန်လောက်ကြံပြောဆိုပြီးတော့အသေးအဖြတ်မှုနဲ့ခင်ဗျားတို့တရားစွဲမယ် ရှင်တော့မတရားမလုပ်နဲ့နော် မရွှေမီရေပြန်တာပဲကောင်းပါဒီအိမ်မှာတရားရှာလို့တွေ့မှာမဟုတ်တာဗျ ဟေးတို့တလားဘာလဲ ဘာဖြစ်တာလဲတော်လေး ဘာပြပါလဲနေအကုန်ပေါ့ငါသမီးကိုလည်းစော်ကားသေးတယ်ငါသားကလည်းထိုးကြိတ်ထွက်လိုက်သေး ဟိုအဲ့ဆိုကျမပဲတောင်းမှမှာလေတော်လေးနော် ဟဲ့နေဘာမှမသိပဲတောင်းမှန်ကြမလို့ဘူး ဘာလဲပါသေးတယ် နေတော့ကျမတောင်းမှမှာတောင်းမှမှာ ဘာအစစ်တမ်းမှမရှိတဲ့အောက်တန်းစားအရိုင်းဆိုင်ကောင်တွေလာစော်ကားတာကိုခံလိုက်ရတာရှင်းသားဖို့ကောင်းတယ်ကွာ
နင်တို့ဒီမှာဘာလာလုပ်နေရလဲ ကိုကြီးကလာဆောင်နေရလေ ဗျာဘာကိစ္စများရှိလို့လဲဗျာ ဟိုနေ့ကအကိုတို့ဖေတို့နဲ့ဖြစ်တဲ့ကိစ္စကိုတောင်းမှမလို့ ရပါတယ်နင်တို့ရဲ့မလိုပါဘူး အဲ့ကိစ္စမှာကိုကြီးတို့ဘက်ကလွန်နေဆိုတော့သိပါတယ်အဲ့အတွက်လဲဒေါ်လေးနဲ့ပို့ကိုတောင်းမှနေပြီကိုကြီးရဲ့ကိုတောင်းမှမလို့ဒီမှာလာဆောင်နေ ဟုတ်ကျွန်တော်စိတ်ထဲမှာဘယ်လုံးဝသဘောမထားပါဘူးဗျာ ကိုကြီးကဘလို့မှသဘောမထားမယ်နင်းတို့ကဘယ်စိတ်ကောင်းပါလဲတာသမီမလိမ္မာလို့ရှင်မိဘတွေကဆုံးမလို့ရပါမယ်တခါတလေကြရင်မိဘတွေလမ်းမနေတာကိုတာသမီတွေကဘလို့လမ်းညွှန်ပေးရမှန်းကိုမသိဘူး ဘာပဲဖြစ်ဖြစ်ပါမိဘဆိုတာသားသမီးတွေအတွက်ကောင်းဆုံးလုပ်တာပါ အဲ့လိုနားလဲပေးရကျေးဇူးတင်ပါတယ်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကိုကြီးကနင်းတို့မုန်းနေမယ်ထင်တာ မမုန်းပါဘူးနင်တို့ရဲ့ကိုကနင်တို့ကိုချစ်ရတဲ့သူပဲကိုဘယ်တော့မှမမုန်းပါဘူးဟိုဒါနဲ့နင်တို့ကိုအဖြစ်မပေးရသေးဘူးနော် ခုနေ့ပေးပြီလေ ဟုတ်ဘယ်နဲ့ပေးရလဲနင်တို့ ခုနေ့ကပြောခဲ့တယ်လေအဲ့လိုဟိုကြောက်တက်တဲ့ပြောညံ့တဲ့ယောက်ျားတယောက်ကိုဘယ်လိုအားကိုးရမှာလဲလို့ပြောခဲ့တယ်လေ နင်တို့ကလည်းဟိုအဲ့ဒါအဖြစ်မဟုတ်တာဟိုအခုကျုံတို့ဖြေပေးခဲ့ပါလားနင်တို့နော် မသိဘူး ဟိုအဲ့ဆိုလဲဟိုကောင်းလေးကြီးပြပါဘာလဲ အမေဘုန်းနဲ့အရန်သွားနေတော့မလား သမီးအမေမျက်လုံးတွေတော့ကြားလာတယ် အမေအဲ့ဒါအမေဒီမှာခဏလေးနေနေတာလား တားပြန်မလာသေးဘူးလား ကိုရမလာသေးဘူးမေရဲ့ဟိုအမေအရန်မောနေပါအောင်မေစကားတင်ပြောနေနော်အမေတောက်ဖို့လေတမီးဆန်တဲ့ကြိုးပေးမယ်ပြီလား မင်းမတော့ချင်ဘူးသမီးရဲ့ဘာမှစားချင်တော့ချင်စိတ်လည်းမရှိဘူးအားအင်းလေးကိုဆွဲနှုတ်ယူထားသလိုအမေရင်ထဲမှာခံစားရတယ် အမေဒီမှာလေအားရှိတော့ခဏလေးလေးလိုက်ပါမယ်နော် ကိုကြီး ညောလေးအမေမသက်သာဘူးလားယင် မတတ်တာဘူးကိုရင်အမေဝန်တော့အခါ20လောက်ရှိနေပြီ ဟိုငါညီမဟဲ့ဘာဖြစ်လို့ငိုနေရလဲဟိုအကိုကြီးဖုန်းကြောင်းသွားပြီးတော့ကက်ပြရွတ်သွားပြင်လိုက်မယ်နော် တား ဗျာမေဟိုအမေဘာမှကျင်းလို့လဲဟဲ့ အမေမရှိတော့တားညီမလေးကိုစောင့်ရှောက်ပါတား ဟိုအမေကလည်းဘာရှော့ပြောနေရလဲဟိုအမေသက်သာသွားမှာပါမြင်နော်ဒါအခုပဲကက်ပြရွတ်သွားပြင်မလို့မြင်နော်ဟိုညီမလေးဟိုအမေကိုတေချာယူဆိုင်တာနော်ဟိုအမေနားနဲ့ဘယ်မှလည်းမသွားနဲ့ကြားလားအကိုကြီးမပြန်လာခဲ့မယ်နော် ဟုတ်ကိုကြီး ဟာရင်တော့တော့နဲ့ဘယ်သွားမလို့တော့ကွာ ဟိုဖုန်းကြောင်းသွားပြီးတော့ကက်ပြရွတ်သွားပြင်မလို့ ဟာကပိယကြီးမရှိဘူးကွာညောင်ခံရွာဘက်ကိုဆေးသွားကုတယ်ခုဘက်ကကြောင်းမပြန်လာ ဟုတ်ပါပဲဗျာ ဘာဖြစ်လို့တော့ ဟိုအိမ်မှာအမေကိုဝမ်းနေချောနေလို့ ဟာတို့တို့စွန့်ရလား ဟိုစိုးရတာဗောဟိုသတိကလက်နေတာ ဟာဒါဆိုဒီတိုင်းနေလို့ပဲဖြစ်မလဲကွာညောင်ခံရွာကိုလိုက်သွားမယ်ဆရာကြီးကိုသွားပြင်မယ်လေ ဟောလိုက်ခဲ့ပြီနော် လာ
ဒါဘာလို့မရဘူး ဟာလုံးဆရာမရှိပါဘူးမင်းပဲသွားမလို့ မတော်ဘူးဖေအဖေမြညောင်းညာနေလားဒါနင်းနေပြရမလားမေးတာပါ ဒီနေ့ငါသားတဲလိမ့်မနေပါလားဟမ် ဖေးသားလိမ့်မနေပြီဆိုတတိတာထားတော့နော်တခုခုလိုပဲရှိနေပြီထင် ဟဲ့နင်းကလေငါဆိုဘယ်တော့မှအကောင်းမြင်လို့လည်းမကြည့်ဘူးငါအရင်ကလို့မမိုက်တော့အောင်ဟာလိမ္မာသွားပါ အေးနေရတာရွာတွေကဘုံကျုံရေခဲတဲ့ဘာလို့ညာလို့သတင်းတွေထွက်နေရနော် ဟမ်သမီးဟုတ်လား မဟုတ်ပါဘူးဖေရဲ့ အေးဟုတ်တယ်ဆိုလဲအဖေသဘောမတူဘူးနော်ရွှေဆိုတာစိတ်နဲ့ထပ်မှမြတ်တာသမီးကြီးနဲ့သွားရောလို့ရတော့အဲ့ဒီရွှေပါတန်မိုးရောပါလိမ့်မယ် ဟုတ်တယ်ငါလည်းအဲ့လိုအောက်တန်းသားဘုံကျုံနဲ့ငါသဘောမတူ ဟောဒါဆိုရင်ကိုကြီးရောသူ့ညီမကိုဘာကိစ္စနဲ့ကြီးစားသွားပြောလဲ ဟာငါသူ့ကိုတကယ်ချစ်တာမဟုတ်ဘူးမာနာကြီးတစ်ခွဲသားနဲ့ဟာထောင်လုံနေလို့အဲ့ဒီမာနာကိုချိုးမှမှုလို့ချစ်ချင်အောင်ဆောင်းနေတာ ကဲตาရောသမီးရောအဲ့ဒီအစင်နဲ့မရှိတဲ့မိသားစုနဲ့မပတ်သက်ကြကမ်းပါနဲ့ဟာနန်းဝင်နန်းဝင်ဘာဖြစ်တာလဲ ရွာထဲမှာတည်င်းလူရှိလို့ကြီးကိုလာပြောတာဗျ တည်င်းလူ ဟုတ်တယ် ဘယ်မှာဖဲဝိုင်းထောင်တာလဲဘယ်မှာရက်ပုတ်ချက်တာလဲဘယ်မှာနွားခိုးပေါ်လာပြောစမ်း ငါတို့စက်ကြီးမပေးပဲလှုပ်လို့ရတော့ဒီကောင်တွေအကုန်ထိတ်တုံးစာပဲကွာ အဲ့ဒါဟုတ်ပါဘူးဗျာကိုအောင်မကြီးရလေဟိုရွာလဲပိုင်းလေဒေါ်ရှုံမကြီးဝန်းသွားလို့လေဗျ ဟာသူ့ဘာသူဝမ်းသွားတာငါတို့နဲ့ပါဆိုင်လို့လေကွာ ဝမ်းသွားတော့မျောနေပြီ ဟာဟဲ့သူ့ဘာသူမျောသေးငါတို့နဲ့မဆိုင်ဘူးကွာ ဟာဟဲ့နေစမ်းမောင်ကွာဟဲ့မင်းပြောတာသိကြလား သိကြပါလေဗျာဟိုသူသားရေခဲနဲ့လေကိုသားတို့ကြီးပြောခဲ့တာကိုကြုံသားနဲ့ဆက်ကြားခဲ့တာဗျ ဟာဒါဆိုရင်တော့မလွယ်ဘူးကွာဒါကာလာဝမ်းယောဂဖြစ်မယ်ဒီယောဂသိကြောက်စရာကောင်းတာကူးဆက်လဲအရမ်းမြန်တယ်တရွာလုံးမျိုးကုန်တော့ဒုက္ခပါပဲကွာမင်းပြောတာမှန်တယ်ဆိုရင်တော့ရွာပြင်ထုတ်ထားမှဖြစ်မယ်ကွာ ဟာအဖေနေပါဦးသူများကတွေတောကများနေတဲ့အချိန်မှာဒုက္ခမပေးပါနဲ့ဖေရဲ့ သမီးမသိပါဘူးဒါသိကြောက်စရာကောင်းတယ်တရွာလုံးမျိုးကုန်အဖေကဘယ်သူတကြီးသွားလို့မှလဲကဲရောက်နေတော့မေရဲ့မေကိုလည်းခေါ်ရမရတော့မေအနော်မမေကိုခေါ်ရမရတော့မေတချင်လောက်ပါအောင်မေကိုခဲ့ပါဦး ဟဲ့ကောင်မလေးနင်းအမေဝမ်းနေတအားသွားနေလို့ဆိုအခုဘယ်လိုနေသေးလဲ မသိပါဘူးတချင်အမေကိုလုံလို့ရလည်းမရဘူးခေါ်လို့လည်းမရတော့ ဟမ်ဟာဒါဆိုနင်းအမေသိပြီပေါ့အော်မဟာဟေ့ကိုမထိနဲ့လေဒီလိုကာလာဝမ်းယောဂဆိုအမတန်ကူးဆက်မြန်တာကွာကဲတေးတဲ့လူလည်းသိပြီဆိုတော့အာသူဘချဖို့လို့ မလုပ်ကြပါနဲ့ရှင်မလုပ်ကြပါနဲ့ကိုရုပ်စောက်ပေးပါနော်ကိုရလေးဆေးဆရာတော့ခေါ်နေလို့ပါဆေးဆရာလာတော့မှအမေတင်မတင်လို့တမီတိချင်တော့ပါ ဟာလူကနေပြီယောဂမနေဘူးဟာဒီလိုကာလာဝမ်းယောဂဆိုတာသူများအောင်မကူအောင်အိမ်မှာမိနဲ့ချိုးရတာနားလဲလားနင်းအမေတမျက်နှာတော့ကြည့်နေလို့မရဘူးတေးပါလုံးရဲ့မျက်နှာကိုကြည့်ရမှာကြောက်နေလို့အာသူဘချဖို့လို့โอเคခေါင်းလေးဖဲနေဖဲပါမနေနဲ့ ဆရာဟိုမျိုးကြောက်ပါဆရာရဲ့ဟိုအမေကအရန်ကိုဆိုးတယ် မင်းဘလို့ဖြစ်တာလို့ပြောတာ ဟိုကျွန်တော်မနေ့ကအလုံးမသွားခင်ကတော့အမေကဝင်းသွားတယ်လို့ပြောတယ်ဗျကျွန်တော်လည်းရိုးထင်ပြီးတော့မနေ့ကဟိုရေထမ်းသွားလိုက်တာပြန်လဲလာတော့အခါ20လောက်ရှိပြီတဲ့သွားအခုဆိုလို့ရှိရင်မြော့ပဲကြံတော့တယ် အော်အေးပါကွာဒီလိုယောဂမျိုးကတခါလေတစ်ပတ်10လောက်မျောနေတတ်တယ်ကွာငါသူ့အနေထားကိုကြည့်ပြီးတင့်တော်မဲ့ဆေးလေးတွေပေးပြီးလို့ရှင်ပြန်ကောင်းလာပါပါပေါ့ ဟုတ်ကဲ့ပါဆရာ ဟေးဘာဒီညမှာဘယ်နာကြီးဖြစ်လို့လဲမမလေးဘာတည်းမှမကြောက်ပါ မေတော့လာရင်ကိုရလာတော့မတော်ပါဘူး ဒီမှာကဘုန်းကြီးရဲ့ငိုးမနေပါနဲ့တော့ခုလည်းဆိုတော့ခင်ဗျားနေတယ်ဘယ်လိုပြရမှာခုလုံးရှိနေရကိုဘာဖြစ်လာလဲ မေဆောင်နေလေကိုရ မဖြစ်နိုင်တာကညမရဲ့ဟိုကပ်ပြီးကိုဘယ်တော့ပြင်တော့မှာပဲဘေးကအကောင်းကြီးရှိသေးတဲ့ဥစ္စာ အမေသူတို့ရဲ့မြေမြောက်လိုက်ပြီအမေဆုံးနေဆိုပြီး သူပြောတော့ရဲစက်တဲ့လူတွေကကျွန်တော်မသိသေးဘူးကဘယ်လိုလုပ်လဲ ဟာမင်းမခေါ်လို့မမရတော့သိပြီပေါ့ကွာ ကပ်ပြီးကပြောတယ်ဗျဒါမျိုးဆိုတာတဲ့ဘုန်းနေတဲ့တဲ့ ဟေ့ပုံတွေပြောမနေနဲ့ငါအဲ့လောက်ထိမဆောင်နိုင်ဘူးကွာဒီကာလာဝမ်းယောဂရွာတော့မကူးဆိုင်အောင်လုပ်ရမှာပဲဖြစ်နိုင်မင်းတို့မှမိနဲ့ရှိုးရမှာ ဟာခင်ဗျားလို့လို့ရမလားဗျခင်ဗျားအဲ့လောက်ကြီးမရဲစက်တယ်ဗျ ဘာလို့ဆိုရအောင်ငါမျိုးကျွန်တော်ပဲကြားရတောင်းပါမှာလေကွာ တဲ့မုံကြီးကြီးအမေနိုင်ဖြစ်နေကျွန်တော်နောက်ထပ်ပြတ်တာ ကွာဒီလိုဘာမှနားမလဲတဲ့ကောင်တွေရွာမှာရှိတဲ့တက်တဲ့ကောင်ရောက်တယ် ဟောပါမ
မရဒီပါခဲပါကိုကြီးတိုင်းမင်းမသိဘူးနော် အမေကိုကဲပါတိုင်းရဲ့အမေအသက်ရှူလဲချက်တယ်ရေလဲစားအဲ့ဒီမှာမနေကြည့်ဘူးအေးဦးပဲပြန်လာချင်းအမေကိုလာခေါ်တော့အမေကိုလာခေါ်ပါတိုင်းရဲ့အမေကိုလာခေါ်ပါမေကိုကြီးမဖြစ်တာလဲ ကိုကြီးအမေလာတွေ့တယ်ညီမလေး အမေကဆုံးလို့ပဲမြင်းမြုပ်သွားပြီလေကိုကြီးရဲ့ ဟာမဟုတ်ဘူးညီမလေးအမေကိုယ်တိုင်ကိုကြီးကိုလာပြီးတော့လေရေစာလို့တဲ့ပြီးတော့အသက်ရှူလဲကြက်တယ်တဲ့ဝါပြီညီမလေးကိုကြီးအမေရှိတဲ့တင်ညာကိုခဏသွားလိုက်ပါနော်ကိုညီမလေးကိုလည်းခေါ်ပါတော့ညီမလေးလည်းလိုက်ချင်တာမလိုက်ပါနဲ့ညီမလေးမိုးချုံနေဆိုတော့လေလမ်းမှာဝေးပါကင်းပါနေညီမလေးအိမ်မှာမနေဘယ်မှမသွားနဲ့နော်အခုညီမပြန်လာရောဝင်မယ်နော်မိုးချုံလာပြန်တာငါဖေးရတော့ကောင်းကောင်းဟာမင်းကိုမရဲ့ဗျာဖဲရဲလို့သာခေါ်မှာပါရောင်ဝင်ပါလိသွားရဲဟာတော့ဝေးရပါခင်ဗျဟုတ်တယ်အေးဗျာကိုရမလဲအာသူကရှိရပဲကိုရပဲကိုရိုက်ဖို့ဟာကိုရောအာသူကလေဖဲရိုက်ဖို့နေသေးသလားဝမ်းရောကကုဆက်မှာဆိုတော့ဘယ်သူမှမသွားရဲဘူးကွာ အဲ့ဒါဟုတ်တယ်အမှန်တော့လေအဲ့ဒီအိမ်မှာမိတဲ့ရှုပ်ပြရမှာ ဟုတ်တယ် ငါဖွဲဦးလေးကိုတနာလို့ငါအဖေကိုမနဲ့တားတာကိုမရဲ့တနာကျွန်တော်သိရနော်မင်းဝင်တဲ့ထားကွာရေခဲဟုတ်လားခရီးကပြန်ကိုဘာလို့ဘာလို့မရဲ့ဒီတော့သူ့မိလာလိုက်သွားတယ်ဟာအဲ့ဒါဆိုငါတို့အခွင့်အရေးပဲကိုမတင်းညနေလိုက်တော့လို့ငါလိုက်เสียတာကွာဒီကောင်တင်းညနေသွားရင်တွေ့အိမ်မှာဟာဖွေးဦးလေတယောက်လေဟာကြောက်နေပါကွာရောဖွေးလေကြောက်နေပါရှင်ဘာလုပ်တာလဲ ဖွေးဦးလေးဒီအချင်းရမှာတော့ဖွေးဦးလေးနဲ့ချစ်ချင်လို့ပေါ့ရှင်တော့လားနော်ရှင်ဘာလုပ်တာလဲအိုးထွက်သွားချင်မှာတော့အစိုးရလာတော့မလားဖွေးဦးလေးကိုချစ်ရှင်တော့ကိုရဲ့ရှင်တော့ကဲရိုက်စမ်းကြိုက်တဲ့လောက်ရိုက်တလေးဆိုင်လူရောပါရှင်တော့အမေမတည်ဘူးဆိုတော့သိတယ်ဒီလိုနဲ့အမေမတည်ဘဲနဲ့မြင်မြုပ်ပြလိုက်ကြတာတော်ရစတဲ့လူတွေကအမေပြမပြလဲအမေညီမလေးဘာဖြစ်လဲညီမလေးဟာဖြစ်ရလေညီမလေးရဲ့
ဖိတ်မောင်းလို့မောင်းများမယ်ကိုမရှိခဲ့အောင်မဒီကလက်ထဲမှာဓာတ်တဝင်းဝင်နေဟဲ့ပါရဲ့ဟဲ့တော့ရေကအောင်မမင်းအမြငါရွာထဲမှာဓာတ်တဝင်းနေမေဖယ်ကောင်းလို့ ခမရတို့သားဖောက်တတ်မလို့ ဘာမင်းကငါတို့သားဖနဲ့ကိုတတ်မလို့ဟုတ်လား ဟုတ်တယ်မင်းဖေကြောင့်ငါအမေကမသေးသေးမဲနဲ့သေးရမင်းကငါနှမကိုဖျက်ဆီးတယ်အခုငါနှမအသက်နဲ့အဆက်ကိုလဲဝါပြီကွာ ဟဲ့မင်းဘာလာပြောနေရမင်းမှာဘာသက်သေရှိလို့ဟုတ်တယ်မင်းလိုအနှုတ်ဆုပ်ကုန်းဆုပ်အောက်တန်းစားအာကုတို့ကပြောချင်နိုင်ပြောဝင်မရှိဘူးကွာဒါမျိုးဆိုတာသက်သေအထောက်ထားအခိုင်အမာရှိရတယ်မင်းဘာပဲမှလည်းသက်သေ ဟာမတရားကျုပ်တဲ့သက်သေပဲ ဟဲ့မင်းရဲ့အမှန်တရားဒီနေရာမှာဘာမှသုံးလို့မရဘူးအခုလောလောဆယ်မင်းကိုလက်နဲ့ကဲဆောင်မှုနဲ့ငါဖမ်းတယ် ဟေးကျုပ်ကလည်းခမရတို့သားဖနေရာကိုရုံမှမှုနဲ့တတ်မယ်ဗျာ မင်းတို့မတော့ရဟဲ့ဟဲ့ကောင်မတောက်ချလိုက်တယ်ဟဲ့ကောင်မင်းတို့မတော့တောက်ချလိုက်မင်းတို့မတော့ရဟဲ့မင်းတို့ကွာရနောက်ပါလေတောက်ပြောရဟဲ့ဒီဖက်တောက်ရအောင်တောက်ရတောက်စားအပြေးရအဖေဘာလို့ပါလဲဆက်ပြီးတာပြောနိုင်တယ်အပြေးရ不要把我赖着我！这边下，他赶快这边来。嘿，快！哎，给我看看。ကျေးဇူးပါပဲငါညီ။ तू ကဒိုပလိတ်ဖွဲ့လို့ရှိနေသူပဲကွာ။ဒါနဲ့ငါညီနဲ့ तू နဲ့ဘယ်လိုရန်ရုံးကြံသားရှိလို့ ဟုတ်ဘာရန်ရုံးကြံသားမှမရှိပါဘူးဗျဟိုကျုပ်ကဥပဒေဘက်ကရက်တည်ခြင်းတဲ့လူပါ ။ဒါနဲ့ငါညီကဘယ်ရွာတော့ဘာလို့လှုပ်စားလဲ ဟုတ်ကျုပ်ကဒီနားကံမရွာပါဘယ်သွားပြီးဘာလို့စားရင်ကောင်းမလဲဆိုပြီးဒီနားမှာလာပြီးထိုင်စဉ်းစားတယ် ။ဟာဒါဆိုအတော်ပဲ။မင်းငါနဲ့လိုက်ခဲ့။မင်းတို့တက်တိမျိုးနဲ့ဆိုမင်းမကြခင်ကောင်းစားမှာပါ ဟာဟုတ်ကဲ့ကျေးဇူးပါပဲဗျ ။အေးသွားအောင်လား ဒီလိုနဲ့ပဲဆရာမီးရဲ့အေးချမ်းတာယာနေတဲ့ရေခဲဆိုတဲ့ဘဝအဲ့သားဖာနှစ်ယောက်ကအပူတိုက်ပြီးလူမိုက်ဘဝဖြစ်အောင်လုပ်ခဲ့တာပေါ့နော် သိမှန်တာပေါ့ကွာဒါကြောင့်ဒီသားဖနေရာကငါဘွားတဲ့မမေ့နိုင်တဲ့လူနှစ်ယောက်ပဲ ဟိုအဲ့ဒီလူမိုက်လေးတယောက်ကိုဖမ်းပေးုံနဲ့ဆရာမီးကိုလူစိုးတင်းရတော့ပေးလိုက်တယ်လား ဟာအဲ့တယောက်တည်းဖမ်းပေးုံနဲ့တော့ဘယ်လိုလုပ်လူစိုးတင်းရလို့ရမှာလဲကွာလူစိုးတွေအများကြီးကိုငါမရအောင်ဖမ်းပြခဲ့တယ်အဲ့တော့ငါရဲ့အကြီးချင်းကိုသဘောကျပြီးတော့မြို့ပိုင်မြန်ငါ့ကိုလူစိုးတင်းရလို့ပြီးခဲ့တာ အော်ဒါနဲ့ဆရာမီးကဟိုကိုစိန်ကြီးပြောတော့ဆရာမီးကမြေရောက်တော်လိုင်းသမားတွေကိုအကူအညီပေးနေတာဆို ဟုတ်တယ်အဲ့ဒီကိုစိန်ကြီးကိုလည်းကျုပ်ပဲအချုပ်ခန်းထဲကနေမလွတ်တော့အောင်ကူညီခဲ့တာပြီးတော့ဒီကကိုသားတို့ကိုလည်းဒီရွာရဲ့တကြီးမဖြစ်ဖြစ်အောင်ကျုပ်ပဲဖန်တီးခဲ့တာကျုပ်အဓိကကတော့အဲ့ဒီအင်္ဂလိပ်အဆိုရအောင်မုန်းတယ်သူတို့မုန်းလို့လေသူတို့အကြောင်းကိုသိအောင်သူတို့စီမှာဒုက္ခခံပြီးအခုလိုနေလာခဲ့တာပဲပြီးတော့အဲ့ဒီတကြီးသားဖောင်းလေပြန်ပြီးတော့လက်စားချချင်လို့ပဲ အခုမှပဲဇက်ရည်လေတော့တယ်ကွာ ကိုကြီးကိုကြီး ဟဲ့မောင်ဘာကိစ္စရှိလို့လဲ ကိုကြီးကိုလေမနေ့မြတွင်းနေကြနေရလေးကိုမနေ့ပြန်လာခဲ့ဖို့ကျွန်တော်မှားလိုက်လို့အဲ့ဒါလာပြောတယ်
အေးငါမရအောင်လာခဲ့မယ်လို့ပြောရင်နော် ဟုတ်အဲ့ဒါဆိုကျွန်တော်ခွင့်ပြုပါ ကိုကြီးလာမလာပါမလားနင်တို့စိတ်ပူနေရ ကိုပဲဘဝပဲကြောက်ကြောက်နင်းတို့တို့ကတော့ကိုဟာရှိခဲ့ပါမယ် ကိုကြီးညာတယ်ကိုကြီးအများကြီးပြောင်းလဲသွားတယ်ဟိုးအရင်တော့ကိုကြီးကယူသားတယ်ဖြူစင်တယ်အေးချမ်းတယ်ပြီးတော့အမြဲပြုံးနေတာအခုတော့မိရဲဆိုတဲ့နာမည်နဲ့လိုက်အောင်ဦးလောင်းတယ်မာကြောတယ်ခက်ထန်တယ် အဲ့ဒီလိုဘဝမျိုးရှောက်ဘသူတွေမိပြင်းတိုက်ခဲ့တယ်ဆိုတာလေနင်းတို့သိပါတယ် နင်တို့သိပါတယ်နင်တို့ရဲ့အဖေနဲ့အကိုကြောင့်ကိုရီခဲပေါ်အခုလိုပြောင်းလဲသွားတယ်ဆိုတော့နင်တို့လက်ခံပါတယ်ဒါပေမဲ့သူများဆိုလို့ကိုကထိုးတယ်ဆိုရင်အဲ့စိုးတန်ညာရဲ့ဘယ်တော့လွတ်မြောက်နိုင်မှာလဲ ဒါနင်းတို့လောကကြီးမှာပြေးလွှမ်းနေရတဲ့ဆိုင်ရက်ဆောင်နေရပို့ပြင်မှန်းတယ်ပေါက်ကွဲနေရတဲ့ဆိုင်တိခံနေရတာပို့ပြင်မှန်းတယ်နင်းတို့ အဲ့လိုတယောက်နဲ့တယောက်အညိုးအာဃာတွေထားနေကြမယ်ဆိုရင်ဘယ်တော့ရံမွေးရပြီးဆုံးသွားမှာလဲအခုနင်းတို့လာပြောနေရဲဆိုတာတစ်ဖက်ကအဖေနဲ့အကိုဖြစ်နေလို့မဟုတ်ဘူးလောကကြီးမှာနင်းတို့ချစ်တဲ့ယောက်ျား3ယောက်ရှိတယ်အဖေနဲ့အကိုကတော့နင်းတို့ဘလို့မှပြောလို့မရတော့တဲ့အတွက်လက်ပိုက်ပြီးကြည့်နေရတာနင်းတို့ချစ်တဲ့အကိုကတော့နင်းတို့ပြောလို့ရမယ်ထင်မိလာပြောတာပါကိုကြီးခဲ့အရှင်ကရေခဲဘွားလေးကိုပဲပြန်နေပါလားယင် စိတ်ချပါနင်းတို့ရဲ့နင်းတို့ဖြစ်စေခြင်းတဲ့ဘဝမျိုးကိုရအောင်ကိုစူးစမ်းပါမယ်ဒါပေမဲ့လောလောဆယ်တော့သူတို့အကြိုက်ကိုမိုက်ပြပေးရစေရေခဲဒီလိုဖြစ်လာမယ်မှန်းသာသိအစိုးရဒီကောင်တခါတည်းတက်ခဲ့ပါတယ်ကွာ ဟုတ်ပါဗျာအခုတော့လေဖို့မိချောင်းဖြစ်တော့မြင့်မချမ်းသာဆိုသလိုဖြစ်နေပြီအဖေဒီကောက်ပုံစံကြည့်ရလေတားတို့မှရတာရှိတဲ့အကျွေးအကုန်ပြယူမဲ့ထင်တယ်နော် ဟာမင်းရလေကွာသူ့လုံးချင်တိုင်းလုပ်လို့ရမလားကွာဥပဒေဆိုတာရှိသေးတယ် အခုအဲ့ဥပဒေဆိုတာသူ့လက်ထဲမှာလေအဖေတောက်လက်ထဲမှာဥပဒေရှိတော့တောက်တွေလုတ်ချင်တာလုတ်ခဲ့တာမလားအခုတော့လေတာရစရာဆိုလို့ဘာအနာမှမရှိတော့ မင်းရလေကွာငါမှအာနာမရှိတော့ပေမဲ့မိကောင်းဆွေကောင်းတွေအများကြီးရှိပါသေးတယ်ကွာစိတ်ငကက်ရောင်နဲ့ပါပြောင်စင်ပြူတော်မီပြီးကြက်ဆုပ်လို့ရပါသေးတယ် ဟမ်အဖေကတာပြောနေတာအခုအဖေယာရုပြုတ်သွားလို့လေတရွာလုံးကဝမ်းသာနေတာအခုဆိုရင်အရင်ကလို့တားလို့တလေးတစားအလေးထိုင်ဘယ်သူမှမဆက်ဆံတော့ အေးမင်းအဲ့ဒီကောင်တွေကိုတေချာမှတ်ထားလိုက်ငါအာနာပြန်ရလာတဲ့တနေ့ကျဒင်းတို့ငါကောင်းကောင်းနစ်ကိုပြမယ် အဖေအာနာကြီးကဘယ်တော့ပြန်ရမှာလဲဒီတသက်ကောပြန်ရပါမလားအဖေရဲ့ ဒါတော့ပြောလို့ရမလားကွာမင်းရလေဒီမှာငါသားရေခဲကိုကြည့်ရတာငါတို့ရဲ့ဗြိတိရှအစိုးရပေါ်မှာတကယ်ကြည်ညိုလေးစားတဲ့ပုံမပေါ်ပါဘူးကွာဒီကောင်မှာအကြံတစ်ခုရှိရမယ်ကွာဒီတော့ငါသားမင်းကဒီကောင်ရဲ့ပျော့ကွက်ဟာကွက်နာကွက်တွေကိုတေးချာချာစုံစမ်းသမ်းပါကွာ တာတဘောပြီဖေအဲ့ဒီရေခဲဆိုတဲ့ကောင်ကိုတားရဲ့ချစ်သူလို့သဘောထားပြီအရှိတကြီးကြီးနဲ့ကြည့်နေမှာဖေဟာအဲ့ဒီကောင်ပျော့ကွက်ဟာကွက်နာကွက်တွေ့ပြီဆိုတာနဲ့တာအပိုင်ကိုင်အနံယူပလိုက်မယ် ဒီကနောက်ကြီးကျွန်တော်ဝင်ခဲ့မယ်နော် ဟုတ်ဘာကိစ္စရှိလို့လဲခင်ဗျထိုင်ပါခင်ဗျထိုင်ပါ ဟုတ်ကဲ့ ကျွန်တော်ကဒီရွာရဲ့တကြီးတာထုဆိုတာကြုတ်ပဲ ဟုတ်ကဲ့ဟိုကျွန်တော်လေးဟိုကိုမီခဲတွေ့ကြပါခင်ဗျာ အော်မိခဲဟိုဒါရေခဲအိမ်ခင်ဗျ ဩဟိုဒါဆိုရင်တော့ကျွန်တော်အမှတ်မှားလို့ထင်တယ်ဗျာ ဟုတ်ကဲ့ခွင့်ပြုအောင်ဗျာအားလေခဏဟိုကျွန်တော်မားတာကျွန်တော်ကအရင်တော့မှတ်ညာအင်မတန်မှကောင်းတာဗျာအခုတော့တကြီးလုံးနေရတာဆိုတော့အလုပ်တွေကများတော့လေမေ့ရောတာပေါ့ဗျာခင်ဗျားပြောတဲ့မိခဲဆိုတာရေခဲဒီအိမ်ကရေခဲပဲဒါသူ့အိမ်လေ ဟုတ်ကဲ့ဗျာဟိုကိုကြီးခဲများရှိတာမသိ အော်ရေခဲကခုနလေးတွေမဲ့ကိစ္စရှိလို့တဲ့ဆိုပြီးတော့အပြင်ထွက်သွားတယ်ဗျကျုပ်ကိုစောင့်ခိုင်းလို့သူအိမ်ဆောင်နေတာဒါနဲ့ဘာကိစ္စရှိလို့လဲပြောစရာရှိရင်ပြောခဲ့လေတောင်ကိစ္စကကျုံနဲ့ပြီးပါတယ်ဗျ
အခုကိစ္စကလေကိုပြီးခဲနဲ့တွေ့မှဖြစ်မဲ့ကိစ္စမလို့ပါ အော်ဟုတ်ကဲ့ရင်နွေးလေးသုံးဆောင်လိုက်ပါဦးဟိုမှာကျုပ်ပြောတဲ့ရေခဲခင်ဗျားပြောတဲ့မိခဲလာပါပြီဗျာကိုစိန်ကြီးရောက်နေကြပြီလားဗျ သိပ်မကြသေးပါဘူးဗျာ ကိုစိန်ဒီကောင်းလား ကောင်းပါလေကွာမင်းတို့ကဘယ်နဲ့ဒီမနေ့ကအဆင်ပြေရလား အစားအစာအဆင်ပြေပါလေဗျာ ကိုစိန်ကြီးကျုပ်အိမ်ထီရောက်လာဖို့ထောက်တော့အကြောင်းကိစ္စအရေးကြီးနေတူတယ် အရေးကြီးကိစ္စရှိတယ်လို့ပဲပြောရမှာပဲဗျာဟုတ်အေးစစ်စကားပြောအောင်အပြစ်ခဏသွားကြအောင် ရပါတယ်ဗျာဒါကကျုပ်လူပါဒီမှာအိတ်စစ်ပြောလို့ရပါတယ် ဒီလိုဗျာတော်ရီနေဘက်မှာဆရာဆန်ဆိုတဲ့ပုဂ္ဂိုလ်ကြီးဥဆောင်ပြီးတော့တောင်သူတွေမှာအေးတော့ဘူးစနေပြီလို့ကြားသိရတယ်ဗျာအဲ့အေးတော့ဘူးကြီးကမကြခင်မှာကျုပ်တို့နယ်ဘက်ကိုရောက်လာနိုင်တယ်အဲ့တော့ကျုပ်တို့တွေအနေနဲ့လူအင်အားလက်နဲ့အင်အားတွေစုစည်းထားဖို့လိုအပ်တယ်ဗျာဟိုပြောမယ်ဆိုရင်တော့ဗျာငွေအင်အားနဲ့ရိတ်ခါတွေအရေးကြီးလိုနေဗျာ အဲ့ဒါဆိုရင်ဒီရဲ့ဘက်မှာဒီနယ်ဘက်ကိုအခွန်အတုပ်တွေကောက်ဖို့ပလိတ်တစ်ဖွဲ့တစ်ဖွဲ့ရောက်လာနေမယ်အဲ့တော့သူတို့တွေအခွန်အတုပ်ကောက်ပြီးလို့ပြန်လာတဲ့အချိန်မှာကျုပ်တို့လမ်းတွေဖြတ်တိုက်ကြတာပေါ့ဗျာ ကောင်းတာပေါ့ဗျာကောင်းတော့ကောင်းတော့ ဘာကွာအခွန်လာကောက်တဲ့ပလိတ်တို့မိခဲ့ရတက်ပြီးဘန်နာတော်တွေလူသွားတယ်ဟုတ်လားဟုတ်တယ်ဖေညောင်ကန်ရွာဟိုတားကောင်မလေးမိချုံရအပြန်ညောင်ကန်တော်လည်းရောက်ကိုဖေဟာတိုင်းတိုင်းတနက်တန်ရုပ်တက်ကြားလိုက်ရတာအဲ့ဒါနဲ့တားလည်းကြောက်လိုက်ပြီးပုံမချောင်းကြည့်နေတာအဲ့ဒီမှာဖေဟာမိခဲ့ရပလိတ်တို့တက်ဖြတ်ပြီးတော့ဘန်နာတော်ငွေတို့ယူသွားတာဖေဟာ ဟုတ်တယ်တကြီးကကျွန်တော်ကိုယ်တိုင်တွေးခဲ့တာပါပထမတော့ကျွန်တော်နေလုံးတော့ကျွန်တော်မယုံနိုင်ပါဘူးဗျာ ဒီသတင်းကတော့ငါတို့တားဖအတွက်ဒဏတိတ်ထိသတင်းပဲကွရေခဲမင်းနဲ့ငါနဲ့ကတော့လေဘုံလုံးတလက်ငဖြန်တလက်တင်ကုန်မြစ်တုံမြက်တုံမှန်ကင်းတလက်ထင်းတလက်လို့ဖြစ်ပြီပေါ့ကွာဒီတခါတော့ရေခဲရမင်းကြားရိုင်းရမှာကျမမကောင်းနိုင်တော့ပါဘူးကွဟေးအဲ့ဒါဆိုတော့ဘာဆက်လုပ်မလဲဘာလုပ်အောင်မလဲကွာငါတို့ရဲ့မိတ်ဆွေကြီး SIBC ကိုသတင်းပို့ရမှာပေါ့ဒါဆိုမင်းတို့ပဲဒါဆိုမင်းတို့ပါလားဟိုခွန်ထုတ်ကောက်ဖို့အချိန်လည်းမကြသေးပါဘူးဘယ်ကနေလှည့်လာတော့ခင်ဗျာ အေးဘယ်မှလှည့်လာတာမင်းစီကိုတက်တက်လာခဲ့တာပဲပွင့်လင်းပြောရရင်မင်းကောင်မိခဲကိုလာဖမ်းတာပဲ ညာမိခဲဟိုမိခဲဘာဖြစ်လို့တော့ဗျာ ဘာဖြစ်ရမှာလဲကွာအခုမင်းကောင်မိခဲရလေင
ငါတို့ရဲ့ဗီဒီရှာအရာရှိတော်မင်းများကိုပုံကန်တဲ့ကောင်ဖြစ်နေပြီကွာအခုဘာမှလည်းမိခဲ့ ဟာသူ့အိမ်မှာရှိမှာပေါ့ဗျာကျုပ်ကဘယ်လိုလုပ်သိမှာလဲ ဟဲ့လူကျောက်တော့သူ့အိမ်ကိုရောက်ခဲ့ပြီမရှိလို့ခမားချီလာတာ ဟာအဲ့ဒါတော့ငါလည်းမသိဘူးကွာ ဟာတာရူမင်းငါထုရင်တော့သေတော့မယ်မင်းတကြီးလို့ဘာမှမသိတဲ့ကောင်အခုမင်းကိုလေရောင်စိုးရဲ့အုံမင်းကတကြီးရတို့ကနေဖြုတ်လိုက်ပြီကွာပဲ့တဲ့ ဖြောက်လဲဖြောက်ပေါ့ကွာအစတည်းကမှလှုပ်ချင်တာမှမဟုတ်ပဲမိခင်ကလှုပ်ဆိုလို့လှုပ်နေရတာ အေးမင်းကိုဖြောက်နေမဟုတ်ဘူးထိုင်ချန်မှုတွေမှာမင်းကိုဖမ်းနေမယ် ညာ အခုမိခဲ့ပါမလဲပြော ကျွန်တော်ဘာထိန်ချန်လို့တုံးဗျာ ရစိုးမင်းဒီကောင်တကြီးရုံနဲ့ဇက်ကောင်လုံနေနေတာအနောက်ကမိခဲ့ကျိုးဆွဲထွက်လို့ဆိုတော့ငါတို့ကောင်းကောင်းသိတယ်နော်အခုမိခဲ့ပါမလဲပြော ဟာမသိပါဘူးဆိုပါဗျာခင်ဗျားတို့ကလေ ဟာမသိဟုတ်လားအေးမသိတဲ့မင်းကိုအိတ်ခေါ်ပြီးထုထောင်းလိုက်ရင်လက်သေးစိတ်တော့လက်ထိန်တာဆိုသလိုမင်းကောင်ထွက်လာမှာပါကွာဟာဗောဖေဟာမိခဲဆိုတော့ကောင်ဂျိုးတိုးပြီးတော့ထွက်လာအောင် အဲ့တော့မတရားမလုပ်ကြရင်တော့မင်းတို့ခင်ဗျားတို့မတရားမလုပ်နဲ့တော့ခင်ဗျားတို့ ကဲအဲ့ဒီကောင်ဖက်ခဲ့ ဟုတ်မဟုတ်ဘူးလေမဟုတ်ဘူးလေ ဟာဘာလဲနင်တို့အခုတခုလောက်တောင်းဆိုချင်တယ် ဘာများလဲနင် အကိုရဲ့မင်းတို့အကြိုက်မိုက်ပြမယ်ဆိုတဲ့စကားအတိုင်းလူမိုက်ကြီးလုံနေတာတွေကိုရပ်လိုက်ပါတော့လားနင်တို့လေဟိုးရင်တော့ရေခဲရဲ့မျက်နှာပေါ်မှာရှိတဲ့အပြုံးမျိုးနင်တို့ပြန်မြင်နေလာပါပဲ နင်တို့ရဲ့ကံကြမ္မာရဲ့အလှည့်ပြောင်းကြောင့်ကို့ဘဝကြီးရွယ်ဆောင်ခဲ့ရတယ်ဆိုတာနင်တို့သိဆုံးပါ ဒါကတော့အကိုရဲ့လောကကြီးကိုပြုပြင်ပြောင်းလဲခြင်းကိုယ့်ဘက်ကစပြီးပြုံးပြပါဆိုတဲ့စကားအတိုင်းကိုကပဲစပြီးတော့ပြုပြင်ပြောင်းလဲယူရမှာပေါ့လောကကြီးကိုအရွယ်တိုက်ပြီးစိုးနေမိုက်နေမယ်ဆိုရင်ကိုယ့်ဘဝဘယ်တော့အေးချမ်းမှာလဲပြီးတော့နင်းနုနဲ့ကိုနဲ့ဘယ်တော့နီးစပ်နိုင်မှာလဲအဖေတို့အကိုတို့နဲ့ရန်ညိုးတွေရောဘယ်တော့ပြင်ကြီးနိုင်မှာလဲအကိုရဲ့ စိတ်ချပါနင်တို့ရဲ့နင်တို့နဲ့ကိုနဲ့လက်ထပ်ပြီးတဲ့ခါကျရင်နင်တို့ရဲ့အဖေကိုကိုယ့်ရဲ့မိဘလို့သဘောထားနိုင်အောင်ကိုကြိုးစားသွားမှာပါ ပြီးတော့နင်းနူကလေဘဝပေးအချိန်ကြီးအရာအင်္ဂလိပ်တွေကိုဖျားလို့ထူးနေရတယ်တကြီးတယောက်ရဲ့တမီဖြစ်ပင်မယ်အဲ့ဒီစနဲ့ဆိုအကျင့်စိုးတော့နင်းနူအယမ်းမုန်းတယ်အထူးသဖြင့်နင်းနူချစ်တယ်နင်းနူချစ်သူကအင်္ဂလိပ်တွေရဲ့အလူတော်ကြီးဖြစ်နေတာကိုလုံးဝမဖြစ်စေချင်ဘူးအကိုရဲ့အဲ့လူစိုးတဲ့လုပ်ကြည့်အောင်မလုပ်ပါနဲ့တော့လား ကိုခုလိုလုပ်နေရဲဆိုတာကိုပါရွှေချက်တွေရှိလို့ပါစိတ်ချနင်တို့ဖြစ်စေခြင်းတဲ့ဘဝမျိုးကိုမကြခင်ရောက်ပါခြင်းနဲ့လို့ကိုခတိပေးတယ် ကိုတကယ်ပြောရနော် တကယ်ပါလေ ဘာဖြစ်လို့လဲဟာကိုအဲ့တော့ကျွန်တော်လည်းတိတိကျမသိဘူးကျွန်တော်အထင်ပြောရရင်တော့ကိုနေ့ကဆရာမကြီးတို့ဥဆောင်ပြီးတော့ plate တွေစီကနေအကုန်တုတ်လို့လက်ကြည့်ဆောင်သူတို့သိပါလို့ရှိတယ် ဒါဆိုအကွာ ဟုတ်ပါတယ်ကိုကတော်လိုက်တော့မတရားပါကိုတို့လောက်ကလှုပ်ဝက်ပြီးလောက်ရတယ်ဆိုရင်နင်တို့ကိုမပြောပြကိုစိတ်ကြီး မစိုးပါဘူးအကိုရဲ့ဒါနည်းနည်းဖြစ်စေခြင်းနဲ့ဘဝပဲဒီအကိုကိုယူရတယ် ဟောဆရာမကြီးကျွန်တော်တို့ဥဒ္ဒရုပ်ကိစ္စကိုပြောလို့ကြကျွန်တော်တို့ဒီကောင်ဆက်လို့မရတော့ဘူး ကျိုးဒီပါလေနင်တို့ကိုဒီကိစ္စကိုနင် အခုညမပြောလေ တာရူမင်းငါ့ကိုလာတူလို့မရဘူးကွာခေကောင်ကတမုန်းတဲ့ပါကွာကြောက်ကြကြရေမငုတ်ပါဘူးအော်ရောင်ဆောင်နေကြီးကိုအခုမင်းကိုမင်းကြီးမှန်တောင်းမှသိပြီလားဟမ်ကဲတော့လားမင်းတို့ကောင်မိခဲ့ပါပါလေမသိဘူးငါမသိဘူးကွာဟုတ်ပြီခမရတဘောဒိတ်ပြအောင်မပြောနဲ့ခမရတဲ့အိမ်ကောင်တွေကလေမရလို့နေအောင်မသိဘူးဟုတ်လားမသိဘူးကွာမသိဘူးကွာစစ်ပေါ်စစ်မင်းတို့ဘောမစစ်နိုင်ငါကတ်ခေါ်ပြီးဆက်ပြမယ်ဦးတဲ့တို့ခေကောနောက်ငါဦးတဲ့တို့လို့မခေါ်နဲ့အခုဒီရွာမှာငါတကြီးကြံဖြစ်သွားပြီကွာနောက်ကိုငါ့ကိုရိုးရိုးသေးသေးလေးလေးစားစားနဲ့တကြီးဦးတဲ့တို့လို့ပြောင်းခေါ်ကြတာဟုတ်ကဲ့အခုဘာလာလို့လဲ တကြီးကိုလူတယောက်ကစာပေးထားတယ်ကြော်လာပေးတာပါ
ငါလို့တကြီးကိုများမယုံမသေးမလေးမစားနဲ့စားတန်းပေးတယ်နဲ့လောက်ရတယ်လို့ तू အတွေ့ချင်းငါ့ကိုလာတွေ့ပေါ့ကွာအခုအဲ့ကောင်မမလဲ ပြန်သွားပြီခင်ဗျစားအရေးကြီးတယ် ဘာစားလဲဘာရေးကြီးတာလဲ တကြီးသမီးကိုကိုရီကဖမ်းခေါ်သွားတဲ့စားဗျ ဟာပေးအဲ့တော့စောစီမပြောဘူးကွာမင်းတို့ကောင်နေရလေဘာစားလဲဗျမြတ်ဖတ်ပါဗျာ တကြီးခမရသမီးနင်းတို့ကိုကြုတ်ဖမ်းသွားတယ်ကိုတာတို့ကိုခေါ်ပြီးမြိုင်ညိုတောမှာခမရသမီးနဲ့လာလဲပါမိုးချုံတော့မှခမရတို့ရောက်မှာခမရသမီးရဲ့ဘဝနေဝင်သွားပြီလို့ကမှတ်လိုက်တယ်မိကဲ ဘာစားလဲဗျာဘာမှလဲကွာငါသမီးကိုမိခဲ့ဆိုတော့ဖတ်ခေါ်သွားပြီကွာဟုတ်လားဖေးတော့သမီးဟာဗျာငါပြောနေတော့မယုံမကြည်နဲ့ရဆုံးမေကျွန်တော်သမီးလေးကိုလေမိခဲ့ဆိုတော့ဖတ်ခေါ်သွားပြီဒီကောင်သားတို့နဲ့မြန်ယူတော့မှလာလဲပါတဲ့မိုးချိုးလို့မှလာမလဲကျွန်တော်သမီးလေးလေကျွန်တော်သမီးလေးကဟုတ်ပါတယ်ရဆုံးအမေအဲ့ကောင်လူသွေးရှိတဲ့ကောင်မဟုတ်ဘူးနှမချင်းနဲ့ကိုချင်းမစားတတ်ဘူးကျွန်တော်ညမလေးတော့ဗျာရေရင်းနေပြီလည်းတူပါလေဗျာတိတ်လေစိတ်ပူမနေပါနဲ့ခင်ဗျားတို့အဖွဲ့ရှေ့ရသွားပြီအယောင်ပြကျုပ်တို့ပြိတ်ဖွဲ့ကနောက်ကတိုက်ပြီးဒီကောင်ကိုဖမ်းမယ်တခါတည်းယုံထောင်ကြောင်ပြီဆိုတော့ယုံရောကြောင်ရောတခါတည်းမိတာပေါ့ဗျာကိုကတော့ပြန်ဆောင်ရလိမ့်မယ်လို့တော့ဝါကြုံရှိတယ်။နောက်ဆုံးမျက်လုံးလေးကိုမလုံးလာခြင်းလို့ပါပါ။ပြန်ဆောင်မယ်နော်မနေပါမယ်နော်အမေပါလိသမီးဟဲ့အမေကငါသမီးကိုတွေ့လိုက်တာကြီးခင်ဗျားတို့ရှေ့တူမလားကိုတာတို့ကခင်ဗျားထွက်လာကျုပ်လည်းခင်ဗျားသမီးကိုကူးထွက်လိုက်ဖေရမင်းကလေးတီးစေနော်ကျုပ်ယောက်ျားပါခင်ဗျားကဖေရငါလူကြီးကွာငါမဟုတ်တာမလုပ်ဘူးငါကလေးတီတို့လည်းမင်းကောင်ခေါ်လာတာပေါ့ငါသမီးတို့လိုက်ဟုတ်ပါ呀，都没来。走。杨皮给，你一些班看了。တကြီးခမရပြောတဲ့လူကြီးဂရီဆိုတာဒါလားဟဲ့မင်းကငါတရွာထဲသားမို့လို့စေနာနဲ့ပြောလိုက်မယ်နော်မင်းအေးစေးဖမ်းကန်အဖမ်းမခံလို့ရှင်ငါနောက်မှာပလိတ်တွေပါလာတယ်အခုသူတို့ကမင်းကိုဝိုင်းလာတယ်မင်းသိလားခမရကူလို့ရုံမှမယ်ဆိုတာကိုကျုပ်ကကြိုသိထားပြီးတာပါဒါပေမဲ့အပြစ်မရှိတဲ့လူတွေကဒုက္ခရောက်မှာဆိုလို့ကျုပ်အခုလိုဖန်ပြီးခဲ့တာကျုပ်သာယောက်ျားကောင်းတစ်ယောက်မဟုတ်ပဲခမရတို့သားဖလို့စိတ်ဓာတ်မျိုးရှိနေတယ်ခမရသမီးဘာဖြစ်သွားမလဲဆိုတာဒီမှာစဉ်းစားကြည့်ပါအဖေသမီးကဘာမှမဖြစ်ပဲပြန်ရောက်နေပြီအဖေရဲ့ဟုတ်သူတို့ဘာမှမလုပ်ပါနဲ့သမီးဇော်ကြီးကိုတွေ့ရသားနဲ့မှစိတ်မတောင်းရင်အဖေမရကြသွားမှာပေါ့ဒီလိုရာဇဝသားကိုတွေ့ရင်မှမဖတ်နိုင်အဖေမိုက်မင်းရကြမှာပေါ့သမီးရဲ့ဒီကောင်အဖမ်းပြီးပလိတ်လိုက်အလိုက်ရင်အဖေပေါက်စုနေရမယ်နာမည်ကောင်းရမယ်အဖေရဲ့တကြီးရလို့တင်မြဲမယ်သမီးရဲ့ဟဲ့အေးစေဖားခံမလားမခံဘူးလားအဲ့ဒါဆိုရင်လည်းခမရကိုကြိုက်တုံးမိုက်ပြဘသူမှအသက်ချောင်းအပူပါလဲဆိုတာစမ်းကြည့်ကြအဖေကောင်းပြီလေငါပြောရတဲ့နာမမင်းကအေးစေအဖမ်းမခံဘူးဆိုတော့လေမင်းကန်ကြမှာနဲ့မင်းမဟုတ်ဘူးရောက်နေတာဟုတ်ပြီလာပါ
ဒီကိုဒီအော်တော့လားဒီနဲ့ကိုယူသိချပါရဲ့လောကကြီးမှာကိုချစ်တဲ့သူနှစ်ယောက်တည်းဟာတယောက်ပဲအသက်ရှင်ဝင်ရတော့မယ်ဆိုရင်တော့လောကကြီးအတွက်ကောင်းကျိုးပြုမယ်သူကိုပဲဒီနေ့ချင်ရတော့ဘောဒီဘဝကျုပ်တို့လည်းကြအောင်ဟုတ်တယ်ငါတို့ပြန်လို့မရတော့ဘာဆက်လုပ်ကြမလဲ ဒါဆိုရင်လေကျုပ်တို့တိုင်းပြည်လွတ်လပ်ကြတဲ့ဒင်းတို့အကြိုက်ပိုက်ပြ